နေ့သာသနာတော်နှစ်2559ခုကောဇာတိခေ1389ခုတော်သခင်လာပြီးကျော်9ရက်2015ခု10လပိုင်း3ရက်စနေနေ့ညချမ်းခါကာလမှာစင်ကာပူနိုင်ငံမိုးကုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးဤပဌာနအဖွဲ့ခွဲအမှတ်1သစ္စာပါရမီဓမ္မရိပ်သာမှကြီးမှုပြီးတော့ဆင်ရင်ကျင်းပကြတဲ့260ကြိမ်မြောက်တနေ့တာဝိပဿနာအလုပ်ပေးတရားစခန်းဓမ္မဒါနဓမ္မပူဇာတရားပွဲတွေမှာဒီကနေ့ပထမနေ့ရဲ့တတိယတရားပွဲပေါ့နော်အလုံးသောတရားနာပိသပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုခွင့်ရကြတယ်ဘုရားတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်ဒီတော့ဒီကနေ့ညတရားဘာဝနာများကြိုးစားအထောက်ဖို့တရားဒေသနာများနာယူကြည်ညိုကြဖို့ရောက်ရှိလာကြတဲ့တရားနာပိသပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမှလည်းဆိုလို့ရှိရင်ကုဋ္ဌကနိကေဓမ္မပဒပါဠိတော်မှာလာရှိတဲ့အရှင်အာနန္ဒမထေရမြတ်မေးလျှောက်လို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဂါထာဒေသနာကိုအခြေခံပြီးတော့မြတ်ဗုဒ္ဓဤအဆုံးအမနဲ့တတိဤအစွမ်းလို့တရားကောင်းစဉ်လေးပြီးတော့ပိသပေါင်းသူတော်ကောင်းတို့ကိုအရှင်တို့ဟောပါမယ်မြတ်ဗုဒ္ဓဤအဆုံးအမနဲ့တတိဤအစွမ်းတဲ့တရားက2ပိုင်းပေါ့နော်ပထမပိုင်းကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဆုံးအမဒုတိယပိုင်းကအပမာဒလို့အမည်ရတဲ့တတိတရားရဲ့အစွမ်းတတိအဲ့တော့ဦးဇင်းတို့ပထမပိုင်းကနေစပြီးတော့ပြောမယ်ဆိုလို့ရှိရင်မြတ်ဗုဒ္ဓဤအဆုံးအမဆိုတော့အလွန်တရာမှကျေပြတ်တဲ့နည်းနည်းတယ်လို့နားလည်ထားကြတယ်ပေါ့နော်မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာဣဒကအဖြစ်3ပုံနိကေအဖြစ်9ရက်ဓမ္မခန္ဓာအဖြစ်84,000အစရှိသဖြင့်လွန်ကျက်ပြတ်နဲ့နေခက်ခဲတဲ့တရားဒေသနာတွေလို့အလုံးမှတ်သားဖို့ထားကြအလွန်ကျက်ပြတ်နဲ့နေတဲ့အဲ့ဒီတရားဒေသနာတွေကိုဦးဇင်းတို့တူရာရှုမယ်ဆိုရင်တော့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုတဲ့အဆုံးအမ3ချက်တည်းကိုအကျုံးဝင်ရတယ်ဒါကြောင့်ဦးဇင်းတို့တစ်ချိန်လုံးကဒီတရားလေးကိုပဲအယိုးဆုံးနဲ့အကောင်းဆုံးတရားလို့တရားကောင်းစဉ်လေးပြီးတော့ဟောဖို့ပါတယ်။ရိုးတာကတော့လူတိုင်းကြားဖို့နေလို့ဒါတဲ့ရိုးတဲ့တရားကတော့မရှိဘူး။ကလေးတွေကစပြီးတော့မိမိတို့လည်းပဲကလေးဘဝတွေကစပြီးတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုပြီးတော့စာအနေနဲ့ရောအဓိပ္ပာယ်အနေနဲ့ရောကျွမ်းကျွမ်းကျင်ကျင်လိမ့်လိမ့်မာမာသိထားကြတယ်မှတ်ထားကြတယ်ပေါ့နော်ဒါတဲ့ရိုးတဲ့တရားမရှိပါဘူးကောင်းတာကလည်းဒါတဲ့ကောင်းတဲ့တရားမရှိဘူးလို့အဲ့လိုပဲဦးဇင်းကတော့ခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့အလွန်တရာမှပြီးစုံနေမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားမြတ်ဗုဒ္ဓဤအဆုံးအမဆိုတာအဲ့ဒီအချက်3ချက်ကိုဦးဇင်းတို့ပြောမှာပါဓမ္မပဒပါဠိတော်မှာဂါထာလေးတစ်ပုဒ်ရှိတယ်တပ္ပပပတ္တအကရဏံကုသလတုပတံပဒာသစိတပရိယောတပနံဧတံဗုဒ္ဓနာသာရဏံဘာသာရေးဘုဟုတုတ္တလိုက်စားကြတဲ့ပုဂ္ဂိုလ်တွေဆိုရင်နှုတ်တဲ့အာဂုံတောင်ကြာကောင်းရမယ်ထင်ပါတယ်ဒီဂါထာလေးတပ္ပပပတ္တအကရဏံကုသလတုပတံပဒာသစိတပရိယောတပနံဧတံဗုဒ္ဓနာသာရဏံအဓိပ္ပာယ်ကဘာပြောလဲဆိုတော့တပ္ပပပတ္တအကရဏံအလုံးစုံသောမကောင်းမှုတို့ကိုမပြုလုပ်ဖြစ်အောင်ရှောင်ကျဉ်ရမယ်ဆိုတဲ့အဆုံးအမကုသလတုပတံပဒာကုသိုလ်ကောင်းမှုမှန်သမျှကိုမိမိတဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအထောက်ကြရမယ်ဆိုတဲ့အဆုံးအမသာစိတ်တပရိယောတပနံမိမိရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအပြစ်ကင်းအောင်ကြိုးစားအထောက်ကြရမယ်ဆိုတဲ့အဆုံးအမဆုံးမဘယ်နှချက်လဲဗျာ3ချက်ဧတံဗုဒ္ဓနာသာသနာအဲ့ဒီအဆုံးအမ3ပါးသည်ခင်း္ဂဝါလို့တဲဆုမကပွင့်တော်မူကြပြီးဖြစ်တဲ့သ
အဆူဆူသောဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့အဆုံးအမပါတဲ့ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တပါးတည်းရဲ့အဆုံးအမတောင်မဟုတ်ဘူးတဲ့ဟုတ်လားပွင့်တော်မူပြီးသောဘုရားရှင်တိုင်းရဲ့အဆုံးအမပါတဲ့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်ရှိကိုထားဘယ်တရားဒေသနာပဲဖြစ်ဖြစ်ဒီအချက်၃ချက်တည်းကိုမဝင်လို့မရဒီချက်၃ချက်တည်းကိုဝင်ရတယ်ဒါကြောင့်ဒါလေးကိုပိဋကပေါင်းသူတော်ကောင်းတို့အလွန်ရိုးရှင်းတဲ့တရားလေးကိုကြည်ကြည်ပြန့်ပြန့်ရှုထောင့်မျိုးစုံကနေကြည့်ပြီးတော့ဦးဇင်းတို့ပြောကြည့်ရအောင်နော်ပထမမကောင်းမှုရှောင်ဆိုတာကနေစပြီးတော့ပြောရအောင်တပ္ပပပတ္တအကရဏံအလုံးစုံသောမကောင်းမှုတို့ကိုမပြုလုပ်ဖြစ်အောင်ရှောင်ကျဉ်ကြရမယ်မကောင်းမှုရှောင်ဒီမကောင်းမှုရှောင်ဆိုတာနဲ့ပတ်သက်ပြီးတော့မကောင်းမှုဆိုတာဘာတွေကိုပြောတာလဲမကောင်းမှုကိုရှောင်ကျဉ်ဖို့အဆူတူသောဘုရားရှင်တွေဟာဘာကြောင့်တားမြစ်တာလဲဒီမေခွန်းလေးနှစ်ခုရဲ့အဖြေကိုကြည်ကြည်ပြန့်ပြန့်ပြည့်ပြည့်စုံစုံရှင်းရှင်းလင်းလင်းဖြေတတ်ဖို့လိုမယ်ပေါ့နော်မကောင်းမှုဆိုတာဘာတွေကိုပြောတာလဲဘာကြောင့်မကောင်းမှုကိုမပြုလုပ်ဖြစ်ဖို့တားမြစ်ရတာလဲမကောင်းမှုဟာဘာတွေလဲဆိုရင်တော့အကျဉ်းများဖြင့်မကောင်းမှုဆိုတာကာယကံမကောင်းမှုရှိတယ်ဝစီကံမကောင်းမှုရှိတယ်မနောကံမကောင်းမှုရှိအခြေအားဖြင့်ပြောမယ်ဆိုရင်တော့မကောင်းမှုရဲ့နယ်ပယ်ကအလွန်ကျယ်တယ်ဒီနေ့မှာဦးရှင်တို့မကောင်းမှုရှောင်ဆိုရင်တော့အများစုကသူများတတ်တာတွေသူတို့ပစ္စည်းမတရားယူတာတွေအစရှိတဲ့ချမ်းထမ်းတဲ့မကောင်းမှုတွေကိုသာလည်းစိတ်ထဲမှာမကောင်းမှုလို့တွေးပြကြတယ်ပေါ့တဲ့ပြောရရင်ကာယကံမကောင်းမှုဝစီကံမကောင်းမှုလောက်ကိုပဲမကောင်းမှုလို့ခေါင်းထဲမှာတွေးပြတယ်ပေါ့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့မကောင်းမှုကိုကြတော့မကောင်းမှုလို့တွေးပြခဲ့တယ်ဒါကြောင့်မကောင်းမှုရှောင်လို့ပြောလိုက်ရင်စိတ်ထဲမှာတော့မကောင်းမှုမဖြစ်ဖို့ကြိုးစားရမှာပါလားဆိုတဲ့အတွေးမျိုးလာခဲ့တယ်တကယ်တမ်းကမကောင်းမှုရှောင်ဆိုရင်စိတ်ထဲမှာတော့အကုသိုလ်မဖြစ်အောင်မကောင်းမှုမဖြစ်အောင်ကြိုးစားကြရမှာလွယ်ပါမလားမလွယ်ဒါကြောင့်မကောင်းမှုဆိုတာကျမ်းများဖြင့်ကာယကံမကောင်းမှုဝစီကံမကောင်းမှုမနောကံမကောင်းမှုလို့၃မျိုးပေါ့မကောင်းမှုရဲ့နယ်ပယ်ဘယ်လောက်ကျယ်တယ်လဲဆိုတာကိုဦးဇင်းတို့ကောင်းမှုဆောင်ဆိုတာလေးရဲ့နောက်နာမှာပြောမယ်ကောင်းမှုရဲ့နယ်ကျယ်ပြန့်ပုံနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ပေါ့နော်ခုလုံးလုံးစေတော့ဘာကြောင့်မကောင်းမှုကိုရှောင်ဖို့မြတ်စွာဘုရားတားမြစ်ခဲ့တာလဲတကယ်လို့မြတ်တစုံတယောက်ကအဲ့လိုမေးမယ်ဆိုရင်ဘာကြောင့်မကောင်းမှုကိုရှောင်ဖို့မြတ်စွာဘုရားတားမြစ်ခဲ့တာလဲလို့မေးမယ်ဆိုရင်ဆင်းရဲမှာဆိုလို့အဲ့လိုထိထိမိမိရှင်းရှင်းလင်းလင်းဖြေတတ်စေခြင်းဘာဖြစ်လို့မကောင်းမှုကိုရှောင်ကြဖို့မြတ်စွာဘုရားတားမြစ်တာလဲဗျာဆင်းရဲမှာဆိုလို့စောစောကတခါလေးကဥစဉ်ကိုရှောင်တယ်ပိဋကကိုမေးပါဦးတဲ့ပိဋကနည်းနည်းတက်ကြွလာအောင်ဥစဉ်ကအေးစီစီတီတီငြိမ်ငြိမ်ထိုင်ပြီးတော့နာနေကြတာအလုံးစိတ်ဝင်စားမှုရှိတယ်လို့ထင်ပါတယ်ဒါကြောင့်အဲ့လိုမေးတာကိုလည်းဥစဉ်ကသိပြီးတော့အလေးအထားမရှိဘူးဆောင်ဘုတ်တွေပါတွေချပေးတာလည်းသိပြီးတော့မရှိဘူးကိုပြောချင်တာတော့ပဲအောက်မေ့ထားဟုတ်လားကိုပြောချင်တာပဲကိုစွတ်ပြောနေတယ်ဆိုကြပါစို့နော်အဲ့ဒါကမကောင်းမှုကိုရှောင်ဖို့ဘာကြောင့်မြတ်စွာဘုရားတားမြစ်တော်မူခဲ့တာလဲလို့မေးရင်ဆင်းရဲမှာဆိုလို့ဒါတော့မမေ့နဲ့နော်ဒီအချက်ကိုမမေ့နော်ဆင်းရဲမှာဆိုလို့မကောင်းမှုသည်အကြောင်းတရားဖြစ်တယ်ဆင်းရဲမှုသည်အကျိုးတရားဖြစ်တယ်မကောင်းမှုနဲ့ဆင်းရဲဒုက္ခသည်အကြောင်းအကျိုးတစ်စုံနော်မကောင်းမှုကိုမရှောင်မဲနဲ့ဆင်းရဲဒုက္ခကမလွတ်နိုင်မကောင်းမှုကိုပြုမိမယ်ဆိုရင်တော့အကျိုးတရားဖြစ်တဲ့ဆင်းရဲဒုက္ခကိုတေချာပေါက်သိမ့်ပယ်ရလိမ့်မယ်အကြောင်းကိုပြုမိရင်အကျိုးတရားဆိုတာရှောင်လို့မရဘဝမှာဖြစ်နေတာတွေကကိုဖြစ်ချင်တာသူဖြစ်ချင်တာကိုဆန္ဒသူဆန္ဒအလျောက်ဖြစ်နေကြတာမဟုတ်အကြောင်းရှိသည့်အားလျော်စွာဖြစ်နေကြတာဟုတ်လားဒါကြောင့်မကောင်းမှုဆိုတဲ့အကြောင်းတရားကိုရှောင်မှသာလေဆင်းရဲခြင်းဆိုတဲ့အကျိုးတရားကလွတ်ငြိမ်းချမ်းသာခွင့်ရကြမယ်ဒါကြောင့်မကောင်းမှုကိုရှောင်ဖို့ဘာကြောင့်မြတ်စွာဘုရားတားမြစ်တာလဲလို့မေးရင်ဆင်းရဲမှာဆိုလို့ဒီနေရာမှာမကောင်းမှုနဲ့ဆင်းရဲဒုက္ခသည်အကြောင်းအကျိုးသဘောဖြစ်တယ်ဆိုတာလေးကိုပို့ပြီးတော့ပေါ်လွင်ထင်ရှားသွားအောင်ဥဒ္ဒံပါဠိတော်မှာမြတ်စွာဘုရားကျူးရင်းခဲ့တဲ့ဂါထာလေးတစ်ပုဒ်ကိုပြောမယ်နော်ဥဒ္ဒံဆိုတာကစောစောကလည်းပြောခဲ့ဘူးပါလေစိတ်ထဲမှာမဆန့်တော့လို့နှုတ်တော်ကနေအလိုလိုရှမ်းကြလာတဲ့စကားမျိုး
ဒါကိုဥဒန်းစကားလို့ခေါ်အဲ့ဒီဥဒန်းစကားလေးတွေကြီးရှုပြီးတော့မှတ်တမ်းတင်ထားတာဦးဇင်းတို့ခုတ်တကနိကေထဲမှာဥဒန်းပါဠိတော်ဆိုပြီးတော့ရှိတယ်နော်ခုအဲ့ဒီဂါထာလေးတစ်ပုဒ်ပြောပြမယ်ဒီဂါထာလေးကိုမပြောသေးခင်မှာဒီဂါထာလေးမြတ်စွာဘုရားရဲ့နှုတ်တော်ကနေပြီးတော့အလိုလိုဥဒန်းကျူးရင်သွားအောင်အကြောင်းဖန်လာတဲ့အကြောင်းတရားလေးကိုအရင်ပြောပြမြတ်စွာဘုရားအခါတစ်ပါးမှာရေတော်အကြောင်းတော်ကနေပြီးတော့တာဝတိမြို့တွေကိုဆုံးခံကြွအဲ့လိုဆုံးခံကြွတဲ့အခါကျတော့တာဝတိမြို့ရဲ့အရှင်နာလေးမှာရေကန်ကြီးတကန်ရှိတယ်အဲ့ဒီရေကန်ကြီးဘေးကနေမြတ်စွာဘုရားဖြတ်လျှောက်ရတယ်အဲ့လိုမြတ်စွာဘုရားကြွသွားတော့ရေကန်ထဲမှာကလေးတွေငါးဖမ်းနေတာတွေ့ရတယ်တဲ့ဒါကိုမြင်တဲ့အခါကျတော့မြတ်စွာဘုရားကဒါကလေးတွေပဲဆိုပြီးတော့လိလျူမရှိဘူးအဲ့ဒီကလေးတွေကိုချက်သားတို့လာကြဒီနာလာကြအဲ့လိုခေါ်တဲ့အခါကလေးတွေမြတ်စွာဘုရားလာရောက်လာတော့မြတ်စွာဘုရားကအဲ့ဒီကလေးတွေကိုအဖက်လုပ်ပြီးတော့စကားပြောတယ်။ဘာပြောတော့ဆိုတော့ချက်သားတို့မင်းတို့ဟာဆင်းရဲဒုက္ခကိုကြောက်သလားတဲ့။တော့ကလေးတွေကမှန်လားပါဗျာတပည့်တော်တို့ဆင်းရဲဒုက္ခကိုကြောက်ပါတယ်ဗျာ။ဆင်းရဲဒုက္ခလူတိုင်းကြောက်တာပေါ့။ဆက်ပြီးတော့မေးတယ်တဲ့မြတ်စွာဘုရားကချက်သားတို့မင်းတို့ဟာဆင်းရဲဒုက္ခကိုနှစ်သက်ကြသလားတဲ့။မြတ်စွာဘုရားတပည့်တော်ဆင်းရဲဒုက္ခကိုမနှစ်သက်ကြပါဘူးဗျာ။ပင်ကိုအသိဉာဏ်ရှိတဲ့လူမှန်ရင်ဒီလိုပဲဖြေရမှာပေါ့နော်ဆင်းရဲဒုက္ခကိုကြောက်ပါတယ်ဆင်းရဲဒုက္ခကိုမနှစ်သက်ကြပါဘူးတဲ့အဲ့ဒါလိုဆင်းရဲဒုက္ခကိုကြောက်ပါတယ်ဗျာဆင်းရဲဒုက္ခကိုမနှစ်သက်ကြပါဘူးလို့ဖြေတဲ့ကလေးတွေရဲ့ရှေ့မှာမြတ်စွာဘုရားရဲ့နှုတ်တော်ကနေအလို့လို့ဥဒန်းစကားထွက်လာတယ်သစီဘာယထဒုက္ခတသစီဟောဒုက္ခမပ္ပိယမာကထပါပကံကမ္မအာဝိဝါယတိဝါရဟောတဲ့ဒီဘက်ကဘာပြောလဲဆိုတော့သစီဘာယထဒုက္ခတဆင်းရဲဒုက္ခကိုတကယ်လို့သင်တို့ဟာကြောက်ကြတယ်ဆိုလို့ရှိရင်သစီရောဒုက္ခမပ္ပိယဆင်းရဲဒုက္ခကိုသင်တို့ဟာတကယ်လို့မနှစ်သက်ကြဘူးဆိုလို့ရှိရင်မာကထပါပကံကမ္မအာဝိဝါယတိဝါရဟောလူရှိမှာပဲဖြစ်ဖြစ်ကိုယ်ရမှာပဲဖြစ်ဖြစ်မကောင်းတာကိုမလုပ်ရဘူးတဲ့ဟောဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမနှစ်သက်ဘူးဆိုရင်လူရှိမှာပဲဖြစ်ဖြစ်လူကိုယ်ရမှာပဲဖြစ်ဖြစ်မကောင်းမှုကိုမဟုတ်တာတွေကိုမလုပ်ရဘူးတဲ့ဒီနေ့မှာစဉ်းစားစရာစကားကတော့အာဝိဝါယတိဝါရဟောဆိုတဲ့စကားမကောင်းမှုမလုပ်နဲ့လို့ရိုးရိုးမပြောဘဲနဲ့ရှေ့တင်ပဲဖြစ်ဖြစ်ကိုယ်ရမှာပဲဖြစ်ဖြစ်ဆိုတဲ့ဝိသေသနာစကားလေးထည့်ထားဘာလို့အဲ့ဒါလေးထည့်ထားစဉ်းစားတရားရှိတယ်ဒီကနေ့တို့ဥယျာဉ်တို့ဥထုရှင်တွေလူသားမတွေဟာများသောအားဖြင့်လူရှိသူရှိမှာတော့ဟန်ဟန်ပန်ပန်နေကြတာတူတူကိုကိုဟုတ်လားလူကိုယ်ရရောက်ပြီးစိတ်ကိုယ်ရရောက်ပြီးဆိုရင်တော့စိတ်လိုလိုက်ပြီးတော့ထင်တိုင်းကျေးကြတာနော်ဒါကြောင့်မြတ်စွာဘုရားကရှေ့မှာပဲဖြစ်ဖြစ်ကိုယ်ရမှာပဲဖြစ်ဖြစ်ဆင်းရဲကိုယ်တာကြောက်တယ်ဆင်းရဲကိုယ်တာမနှစ်သက်ကြဘူးဆိုလို့ရှိရင်တော့မကောင်းတာကိုမလုပ်ရဘူးတဲ့တကယ်လို့မကောင်းမှုကိုတင်တို့လုပ်ကြမယ်ဆိုလို့ရှိရင်ထွက်ပြေးတော့လည်းပဲဆင်းရဲဒုက္ခကမလွတ်နိုင်ဘူးတဲ့ဟောအဲ့ဒါလေးပါသေးတယ်နော်မကောင်းမှုကိုသာလုပ်မိမယ်ဆိုရင်တော့ထွက်ပြေးတော့လည်းပဲဆင်းရဲဒုက္ခကမလွတ်နိုင်ဘူးတဲ့ဟုတ်လားအကြောင်းအကျိုးလောကကြီးကိုအကြောင်းတရားကိုပြုမိပြီဆိုရင်အကျိုးတရားကိုသိမ့်ပိုင်ရလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်စောစောကမကောင်းမှုနဲ့ဆင်းရဲဒုက္ခဆိုတာအကြောင်းအကျိုးသဘောလို့ဒါပြောခဲ့တာနော်ဒါကြောင့်မြတ်စွာဘုရားဘာကြောင့်မကောင်းမှုကိုမပြုလုပ်ကြဖို့တားမြစ်တော်မူခဲ့တာလဲလို့မေးရင်ဆင်းရဲမှာဆိုလို့နော်ဒါကဥရှင်တို့မကောင်းမှုမပြုရဘူးလို့တားမြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းပေါ့ဥရှင်တို့ပြောရတဲ့အချက်လက်ကများနေတော့ဒီလောက်ပဲမကောင်းမှုရှောင်ပြီးရအောင်မကောင်းမှုရှောင်ပြီးတော့ဘာလာမလို့ကောင်းမှုရှောင်နော်ကုသလတုပတံပရာကောင်းတာမှန်တယ်မြတ်မိမိတန်တန်မှာဖြစ်ပေါ်အောင်ကြိုးစားရမယ်ဒီနေ့မှာကောင်းမှုဆိုတာလည်းပဲကာယကံကောင်းမှုရှိတယ်ဝစီကံကောင်းမှုရှိတယ်မနောကံကောင်းမှုရှိတယ်အဲ့ဒါကိုအရှင်တို့ရှိသူတော်ကောင်းကြီးတွေကကောင်းမှုဆောင်လို့ဒီလိုလေးအနှစ်သာရရှိရှိရေးတယ်ဆောင်ဆိုတဲ့စကားလုံးလေးကအလွန်အဓိပ္ပာယ်ကောင်းတယ်ဆောင်တယ်ဆိုတာကအမြဲတမ်းလို့လည်းပဲအဓိပ္ပာယ်ကတက်ရောက်ဟုတ်တယ်မဟုတ်လားအဲ့တော့ဆိုလိုတာကကုသိုလ်ကောင်းမှုတစ်မျိုးမဟုတ်တစ်မျိုးမိမိတန်တမှာအမြဲတမ်းဖြစ်အောင်ကြိုးစားရမယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားဒါကဥရှင်တို့စဉ်းစားစရာလေးကိုပြောတာအဲ့တော့ဒီကောင်းမှုကိုလည်းဘာကြောင့်ဆောင်ထားကြဖို့မိမိတန်တမှာဖြစ်ပေါ်အောင်ကြိုးစားကြဖို့ဘုရားအဆုစုတိုက်တွန်းတော်မူခဲ့တာလေ
ဘာကြောင့်ကောင်းမှုကိုပြုကြလို့တိုက်တွန်းခဲ့ရတာတော့တကယ်လို့သာတုံးတယောက်ကအဲ့လိုမေးမယ်ဆိုရင်ချမ်းသာစေခြင်းလို့ပါလို့ဒီလိုတူတူလေးထိထိမိမိလေးဖြေရမယ်ဘာဖြစ်လို့လဲတော့ချမ်းသာစေခြင်းပါနော်ကုသိုလ်ကောင်းမှုသည်အကြောင်းတရားချမ်းသာဒုက္ခသည်အကျိုးတရားကုသိုလ်ကောင်းမှုနဲ့ချမ်းသာဒုက္ခဆိုတာအကြောင်းအကျိုးတစ်စုံအဲ့တော့အကြောင်းအကျိုးဘယ်နှစုံရှိသွားပြီဦးဇင်းပြောတာနှစ်စုံရှိသွားတယ်နော်မကောင်းမှုနဲ့ဆင်းရဲဒုက္ခသည်အကြောင်းအကျိုးတစ်စုံကောင်းမှုနဲ့ချမ်းသာဒုက္ခသည်အကြောင်းအကျိုးတစ်စုံဘယ်သူမှမကောင်းမှုသည်ဆင်းရဲကျိုးကိုပေးစီကောင်းမှုသည်ချမ်းသာကျိုးကိုပေးစီလို့ဖန်တီးထားတာမဟုတ်တဘာဝတရားကြီးရဲ့သဘောကိုဒီတိုင်းမယုတ်သေးဆိုရင်တော့ဆက်မှာပဲထမ်းလျက်ဆိုရင်တော့ချိုမှာပဲဒီသဘောပဲဟုတ်လားဒါကြောင့်ဦးဇင်းတို့အဘိဓမ္မာကျမ်းစာတွေထဲမှာအကုသိုလ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောလဲအကုသလံသာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာမကောင်းမှုဆိုတာသာဝိဇ္ဇအပြစ်နဲ့တကွဖြစ်တယ်ဒုက္ခဝိပါကလက္ခဏာဆင်းရဲတဲ့အကျိုးကိုပေးတတ်တဲ့သဘာဝရှိတယ်ဒါသူ့ရဲ့ပင်ကိုယ်သဘောပဲဒါသူ့ကိုသွားပြီးတော့ထိမိမယ်ဆိုရင်တော့သူကတော့သူ့ရဲ့အစွမ်းကိုပြမှာအဲ့ဒါလိုပဲကောင်းမှုမှာလည်းပဲအစွမ်းရှိတယ်သူ့ရဲ့ပင်ကိုယ်သဘောလက္ခဏာတွေရှိတယ်ကုသလံအနာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာကုသိုလ်ဆိုတာအနာဝိဇ္ဇအပြစ်ကင်းတဲ့သဘောရှိတယ်ဒုက္ခဝိပါကချမ်းသာဒုက္ခကိုအကျိုးပေးတတ်တဲ့လက္ခဏာရှိတယ်ဟုတ်လားဒါကြောင့်ဘာကြောင့်ကောင်းမှုကိုပြုဖို့မြတ်စွာဘုရားတိုက်တွန်းတာလဲလို့မေးရင်ချမ်းသာစေခြင်းလို့ကောင်းမှုနဲ့ချမ်းသာဒုက္ခသည်အကြောင်းအကျိုးသဘောဒါကြောင့်ဦးဇင်းတို့သင်္ကုတ္တပါဠိတော်တတ္တကနိပတ်ထဲမှာမြတ်စွာဘုရားဟောထားတဲ့အလွန်ထင်ရှားတဲ့စကားလေးတစ်ခုရှိတယ်ပိဋကတို့ကြားဥပါတယ်ပုံညံဘိက္ခဝေမာဘာယိဋ္ဌဒုက္ခတေတံအဓိဝဆနံပုံညံဘိက္ခဝေမာဘာယိဋ္ဌဒါလေးတော့ကြားဥမယ်ထင်ပါဘိက္ခဝေယဟန်တော်တို့ပုံညံကုသိုလ်ကောင်းမှုကိုမာဘာယိဋ္ဌမကြောက်ကြကုန်နဲ့ယဟန်တို့ကောင်းမှုကိုမကြောက်နဲ့ကောင်းမှုကိုမကြောက်နဲ့ဆိုတဲ့စကားလေးကတရားတော်တို့ဦးဇင်းတို့တွေကကောင်းမှုကိုနည်းနည်းတော့ကြောက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်စေတယ်ဟုတ်တယ်မဟုတ်လားကြောက်တယ်ဆိုတာလေကောင်းမှုပြုရင်သိပ်ပြီးတော့စိတ်မထက်သန်ဘူးမရဲရှင့်ဘူးမရဲဝံ့ဘူးကိုယ့်ကိုယ်အရန်ကြီးဆုံးမပြီးတော့တိုက်တွန်းနိုင်မှနှိုးဆော်နိုင်မှရှိရင်နည်းနည်းပဲရွေ့တယ်ဟုတ်လားဒါကြောင့်ကောင်းမှုကိုဘာလဲတော့ရဲရဲဝံ့ဝံ့လုပ်ဒါပြောတာပါနော်ကောင်းမှုကိုမကြောက်ကြနဲ့ပုံညံဘိက္ခဝေမာဘာယိဋ္ဌယဟန်တို့ကောင်းမှုကိုမကြောက်ကြနဲ့ဒုက္ခတေတံအဓိဝဆနံကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်တဲ့ဟောလောက်အားရှိပြန်ကောင်းမှုဆိုတာဘာရဲ့နာမည်ချမ်းသာဒုက္ခရဲ့နာမည်ဒီနေရာမှာကောင်းမှုကလည်းပဲသောတော်ကပြောခဲ့တယ်ကာယကံကောင်းမှုဝစီကံကောင်းမှုမနောကံကောင်းမှုလို့၃မျိုးအရက်ထဲမှာအလွန်အသုံးများတဲ့ဘာသာရေးဟောတာနဲ့ပြောရရင်ကောင်းမှုကဒါနကောင်းမှုရှိတယ်သီလကောင်းမှုရှိတယ်သမာဓိကောင်းမှုရှိတယ်ပညာကောင်းမှုရှိတယ်၄မျိုးအုပ်စုကြီး၄စုဒါကတော့အဘိဓမ္မာစကားခက်ဆန်ဆန်ပေါ့နော်ဒါနသီလသမာဓိပညာသူတက်ပို့ပြီးတော့အဘိဓမ္မာဆန်တဲ့စကားနဲ့ပြောရရင်တော့အလောဘအဒေါသအမောဟအခြေခံတဲ့သဘာဝဟုတ်လားအဲ့တော့ဘိဓမ္မာပေါင်းသူတော်ကောင်းတို့ကောင်းမှုရဲ့အဓိပ္ပာယ်ကောင်းမှုရဲ့နေပယ်ကလည်းအလွန်ကျယ်တယ်ဒီနေရာမှာဦးဇင်းတို့မကောင်းမှုနဲ့ကောင်းမှုဟာနေပယ်အလွန်ကျယ်တယ်ဆိုတာကိုနားလည်ဖို့အတွက်တနည်းအားဖြင့်အကုသိုလ်နဲ့ကုသိုလ်ရဲ့သဘာဝတွေကိုပို့ပြီးတော့သဘောပေါက်ဖို့အတွက်တန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်နဲ့အကုသိုလ်ဆိုတာနဲ့ပတ်သက်တဲ့ဒေသနာလေးအကျဉ်းမြင်လေးပြောပြ။ဘာဟောထားတော့ဆိုတော့ယဟန်တို့တဲ့အကုသိုလ်လို့မှန်မှန်ကန်ကန်ပြောခြင်းနဲ့ဆိုရင်နိဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်ပါတဲ့။နိဝရဏတရား၅ပါးသည်တသက်သောအကုသိုလ်တရားမျှတာဖြစ်တယ်တဲ့အကုသိုလ်ဆိုတာကိုမှန်မှန်ကန်ကန်ပြောနိုင်ခြင်းနဲ့ဆိုရင်ဘာကိုပြောရမလဲနိဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောတဲ့ယဟန်တို့တဲ့ကုသိုလ်လို့မှန်မှန်ကန်ကန်ပြောခြင်းနဲ့ဆိုရင်တော့တတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောလိုက်ပါတဲ့တတိပဋ္ဌာန်တရား၄ပါးသည်တသက်သောကုသိုလ်ကောင်းမှုဖြစ်တယ်တဲ့ဟောကုသိုလ်လို့မှန်မှန်ကန်ကန်ပြောခြင်းနဲ့ဆိုရင်တတိပဋ္ဌာန်တရား၄ပါးကိုဟောပြောပါတဲ့နော်တတိပဋ္ဌာန်တရား၄ပါးဟာတသက်ကုသိုလ်တရားဖြစ်တယ်ကေဝလဆိုတဲ့စကားလေးနဲ့ဟောတသက်ဘာမှမရောကုသိုလ်လေးတသက်အလွန်တန်ရှင်းဖြူစင်တဲ့ကုသိုလ်လေးတတိပဋ္ဌာန်တရားဆိုတာ
အဲ့ဒီဒေသနာတွေကိုပိဋကပေါင်းတော်ပေါင်းတို့တိတိကျကျစဉ်းစားကြည့်လို့ရှိရင်အကုသိုလ်ဆိုတာဘယ်လောက်ထိနည်းနည်းလေးကျေပြန့်တယ်ကုသိုလ်ဆိုတာလည်းဘယ်လောက်ထိနည်းနည်းကျေပြန့်လဲဆိုတာပို့ပြီးတော့သဘောပေါက်เสียမရှိဘူးလားရှိရနော်အဲ့တော့ဒီနည်းအားဖြင့်လည်းပဲအကုသိုလ်ဆိုတာကိုပို့ပြီးတော့နားလည်ဖို့ကုသိုလ်ဆိုတာကိုပို့ပြီးတော့နားလည်ဖို့အတွက်ပိဋကတို့နိဝရဏဆိုတဲ့စကားလုံးတတိပဋ္ဌာန်ဆိုတဲ့စကားလုံးဒီစကားလုံးနှလုံးကိုနားလည်ဖို့လိုလာတယ်တတိပဋ္ဌာန်ဆိုတာလေးတော့စောစောကပြောခဲ့ပါပြီနိဝရဏဆိုတာကတော့ဒီနေရာမှာမပြောရသေးဘူးအကုသိုလ်ဆိုတာကိုကြည်ကြည်ပြန့်ပြန့်နားလည်ခြင်းနဲ့ဆိုရင်နိဝရဏရဲ့အကြောင်းကိုနားမလည်လို့မရနိဝရဏဆိုတဲ့စကားလုံးကိုကောင်းကောင်းနားလည်ရအဲ့နိဝရဏဆိုတာဘာပြောတာတော့နိဝရဏဆိုတဲ့ပါဠိစကားကဗမာလိုပြောရရင်အပိတ်အပင်အကာအကွယ်အတားအဆီးလို့အဓိပ္ပာယ်ရတယ်ဒီစိတ်ကိုအမှန်တရားကိုမမြင်အောင်ဖုံးကွယ်ပိတ်ပင်တဲ့အစွမ်းတတ္တိရှိတဲ့တရားတွေကိုနိဝရဏလို့ခေါ်တယ်နိဝရဏတရားဘယ်နှပါးရှိတယ်လို့ကြားလို့၅ပါးနိဝရဏတရား၅ပါးကဘာတွေတုံးပြနံပါတ်1ကာမိသန္တာနိဝရဏတော်တယ်နော်ဟိုတလောကမန္တလေးမှာဦးဇင်းကနံပါတ်1ဆိုတော့တရားမှဘာမှမပြောဟုတ်လားနော်နံပါတ်1ကာမိသန္တာနိဝရဏကာမိသန္တာဆိုတာကာမဂုဏ်အာယုန်တွေရဲ့ပုံမှာအလိုဆန္ဒတွေရှိနေတာလူငယ်တွေနားလည်အောင်ရှင်းရှင်းပြောရရင်တော့မြင်ခြင်းနေတာကြည့်ခြင်းနေတာနားထောင်ခြင်းနေတာကြားခြင်းနေတာနမ်းရှူခြင်းနေတာစားတောက်ခြင်းနေတာတွေ့ထိခြင်းနေတာဒါကိုဘာခေါ်ကာမိသန္တာတေကိုကောက်ရင်လောဘတေကိုကောက်တယ်ဆိုတဲ့စကားလေးကအဘိဓမ္မာသင်တန်းတက်ဖူးတဲ့လူတွေဆိုရင်သိမယ်ဟုတ်လားတေကိုကောက်တယ်ဆိုတာဒါရဲ့အဘိဓမ္မာစကားအသုံးလုံးကဘာလဲလို့ပြောတာတော့ကာမိသန္တာဆိုတာအဘိဓမ္မာစကားလုံးနဲ့ပြောမယ်ဆိုရင်လောဘကိုပြောတာဟုတ်ရဲ့လားအဲ့ဒီကာမိသန္တာဟာစိတ်ထဲဝင်လာပြီဆိုလို့ရှိရင်ဒီစိတ်ဟာအမှန်တရားကိုမမြင်တော့ချမ်းသာနဲ့ဝေးသွားအဲ့လိုအမှန်တရားကိုမမြင်အောင်ရှေ့ကနေပိတ်ပင်ကာကွယ်တားဆီးထားတဲ့သဘောရှိလို့မို့ဒီလောဘဆိုတဲ့ကာမိသန္တာကိုနိဝရဏလို့ပြောတာဒါကိုမြတ်စွာဘုရားကစိတ်ထဲမှာရှင်းသွားအောင်ဥမာလေးပေးပြီးတော့ဟောထားတာရှိတယ်ရှင်းတော့ကကိုယ့်ရဲ့မျက်နှာရည်ကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်ခုခေတ်လိုမှန်တော့ဘာတော့မပေါ်သေးဘူးမပေါ်သေးတော့ဘာလုပ်ရအောင်ဆိုတော့ကြည်ပြားလေးကိုညီးနေအောင်ပြားနေအောင်ခတ်အဲ့ဒါကိုအချင်းရည်လေးပါလေးနဲ့တုပ်ပြီးတော့ဝင်းတောက်နေပြီဆိုတော့အဲ့ဒါလေးကိုမှကိုယ့်ရဲ့မျက်နှာကိုကြည့်ရတာအဲ့ဒါကိုကြေးမှုံလို့ခေါ်တာဟုတ်လားအဲ့ဒါကလည်းငွေကြေးမတက်နိုင်တဲ့လူကအဲ့ဒီကြေးမှုံကအိမ်တိုင်းမရှိဘူးအဲ့တော့ဘယ်လိုလုပ်ရအောင်ဆိုတော့အများစုကနော်အလင်းရောင်ရှိတဲ့နေရာလေးမှာချထားတဲ့ငြိမ်းနေတဲ့ရေခွက်ထဲကရေမျက်နှာပြင်ပေါ်မှာကိုမျက်နှာရည်ကိုကြည့်ရဒါရှင်းတော့ကမှန်ကြည့်တဲ့အနေထားပေါ့အဲ့လိုရေမျက်နှာပြင်ပေါ်မှာကိုယ့်ရဲ့မျက်နှာရည်ကိုကြည့်တဲ့ပုဂ္ဂိုလ်ဟာတဲ့တကယ်လို့သာအဲ့ဒီရေမျက်နှာပြင်ပေါ်မှာဆေးရောင်အစိမ့်တွေအဝါတွေအနီတွေဆေးမုံရောင်စုံတွေကျနေမယ်ဆိုရင်ကိုယ့်ရဲ့မျက်နှာရည်ကိုမြင်ရတော့ရေမျက်နှာပြင်ပေါ်မှာဆေးရောင်စုံကျေးဖြန့်ထားရင်ကိုယ့်ရဲ့မျက်နှာရည်ကိုမမြင်ရအောင်သူတို့ကကွယ်သွားတယ်အဲ့လိုပဲကိုယ့်ရဲ့စိတ်မျက်နှာပြင်ပေါ်မှာလောဘပြတ်ထန်းတဲ့ကာမိသန္တာစောစောကပြောတဲ့မြင်ခြင်းစိတ်ကြားခြင်းစိတ်ဒါတွေအဲ့ဒါတွေဝင်လာပြီဆိုရင်အဲ့ဒီစိတ်ကအမှန်တရားကိုမမြင်ရတော့ကိုယ့်ရဲ့မြေမှာကိုယ့်ရဲ့စိတ်မှာဆေးရောင်စုံတွေဖုံးထားအကြောင်းမျိုးစုံခြေထားဟိုဟာလေးရခြင်းဒါလေးရခြင်းဟိုဟာဖြစ်ခြင်းဒီဟာဖြစ်ခြင်းဟုတ်လားအဲ့ဒီချိန်မှာအမှန်တရားကိုမသိနိုင်ဒါကြောင့်လောဘဆိုတဲ့ကာမိသန္တာတွေဖုံးကွယ်နိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်သူဒီနိဝရဏဒါနံပါတ်1နိဝရဏပေါ့နောက်နံပါတ်2နိဝရဏဘာလဲတော့ပြာပါဒပြာပါဒဆိုတာတရားကိုကောက်ရင်ဒေါသဆိုတာက2မျိုးရှိတယ်ဗျတကြွတဲ့ဒေါသရှုံနေတဲ့ဒေါသတကြွတဲ့ဒေါသဆိုတာတော့တတ်မဲ့ဖြစ်မဲ့ရိုက်မဲ့နှဲမဲ့ရှူမဲ့ရှင်းမဲ့ပေါက်ကွဲနေတာရှုံနေတဲ့ဒေါသဆိုတာကတော့ပူလောင်နေရှိုးရင်နဲ့ထိတ်လန့်နေကြောက်ရွံ့နေတုန်လှုပ်တယ်လွမ်းနေဆွေးတယ်ဒါတွေဟာပါလို့ရှုံနေတဲ့ဒေါသဘယ်ဒေါသပဲဖြစ်ဖြစ်စိတ်ထဲဝင်လာရင်တော့အမှန်တရားကိုမမြင်အောင်ဖုံးကွယ်တာကြီးပဲဥပမာတဲ့ကိုယ့်ရဲ့မျက်နှာရည်ကိုကြည့်တဲ့ပုဂ္ဂိုလ်ဟာသူကြည့်တဲ့ရည်တွေကစူးပွက်နေတယ်ဆိုရင်တော့မျက်နှာရည်ကိုဘယ်လိုမှမြင်ရမှာမဟုတ်ဘူးတဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥမာဘလောက်ကောင်းအောင်အဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ဟာဒေါသဖြင့်စူးပွက်နေပြီဆိုရင်အမှန်တရားကိုမမြင်ရအောင်တော့ဒေါသဖြစ်နေတော့စိတ်ကပွက်နော်ပူလောင်ပြီးတော့အခုချောင်းချောင်းထနေဘယ်လိုလုပ်ပြီးတော့မှအမှန်တရားကိုမမြင်ရအောင်ဒါကြောင့်ဒေါသသည်ဘုံကွယ်နိုင်တဲ့အစွမ်းရှိလို့နိဝရဏနောက်တတိယနိဝရဏကဘာလဲတော့ဌိနမိတ်္တနိဝရဏ
သူကြတော့နှစ်မျိုးတွဲပြောတယ်နော်ဌိနမိတ်္တစိတ်စေတသိက်တို့ရဲ့ထိုင်မှန်ပြင်းရည်ခြင်းသဘောလူငယ်တွေနားလည်အောင်ပြောရရင်တော့အိတ်ချင်ငိုင်မြည်တဲ့သဘောသူလည်းပဲဝင်လာပြီဆိုရင်အမှန်တရားကိုမမြင်အောင်ဖုံးကွယ်နိုင်တာပဲသူလည်းအချင်းမသေးနဲ့အိတ်ချင်ငိုင်မြည်လိုက်ဆိုဘာမှစိတ်ဝင်စားဘူးအိတ်ပဲအိတ်လိုက်ခြင်းတော့မလွယ်ဘူးသူ့ကိုလည်းတားဖို့သိမလွယ်ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါကိုတော့မြတ်စွာဘုရားဘယ်လိုဥမာပေးတော့ဆိုတော့ရေတွေကရေညှိတွေတင်းနေတယ်မှော်တွေတင်းနေတယ်ဆိုအဲ့ဒီရေမြင့်တဲ့ပြင်ပေါ်ကကိုမျက်နှာရည်ကိုမြင်ရအဲ့လိုပဲကိုယ့်ရဲ့စိတ်ထဲမှာရေညှိတွေနဲ့တူတယ်ဌိနမိတ်္တဝင်နေရင်ဒီစိတ်ဟာအမှန်တရားကိုမမြင်နိုင်ဘူးဒီလိုဥမာပေးတယ်တစ်ချက်ရှိသွားတယ်၃ချက်ရှိတယ်နောက်၄ခုမြောက်និဝရဏကဘာလဲတော့ဥဒိစ္စကုက္ကုစ္စនិဝရဏသူကြလည်းနှစ်မျိုးတွဲပြောတယ်နော်ဥဒိစ္စရဲ့ကုက္ကုစ္စဥဒိစ္စဆိုတာကပြန့်လွင့်တဲ့သဘောစိတ်ဟာအာယုတစ်ခုတည်းကိုမယက်တည်နိုင်ဘူးတွေးခြင်းဟာတွေးနေတာတွေးတာတွေကသဘာဝကျတာတွေရောမကျတာတွေရောဖြစ်နိုင်တာတွေရောမဖြစ်နိုင်တာတွေရောဖြစ်ခဲ့တာတွေရောမဖြစ်သေးတာတွေရောစုံနေတာကိုဘာတွေတွေးလို့တွေးနေမှန်းကိုမသိဘူးအဲ့ဒါလိုတစ်ခုတည်းသောအာယုမှာမယက်တည်နိုင်မနဲ့ပြန့်လွင့်နေတဲ့သဘောကိုဥဒိစ္စကုက္ကုစ္စဆိုတာကျတော့ဘာလဲတော့နောင်တဖြင့်ပူပန်တဲ့သဘောဒီနေ့မှာနောင်တဆိုတာကလည်းနှစ်မျိုးရှိတယ်အကျဉ်းမြင်ပေါ့လေပြုမိမှာတဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ရတဲ့နောင်တမှားလိုက်တာငါလုပ်ခဲ့တာပြောခဲ့တာအဲ့ဒီလိုနောင်တမျိုးကြောင့်ပူလာစိတ်ကဆင်းရဲလာနောင်တဆိုမှတော့ပူမှာပေါ့နောက်နောင်တတစ်မျိုးကဘာလဲဆိုတော့မလုံးလိုက်ရတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့နောင်တရတာငါလုံနိုင်တော့ငါမလုပ်ခဲ့ရအောင်သူတဖြင့်ဒီလိုနောင်တမျိုးကတေဂာနီးမှာရတဲ့တော့မသေးခင်တော့တိတ်ဒီနောင်တမလာသေးဘူးဟိုကနေကိုအဟုတ်ကြီးထင်တယ်နော်ကိုလည်းပဲတော်တော်အကုလို့ရသေးတယ်လို့ထင်တာပေါ့ငါရှာနိုင်တယ်ဖွင့်နိုင်တယ်လုံနိုင်တယ်ကိုင်နိုင်တယ်သွားနိုင်တယ်လာနိုင်တယ်ကျမကြီးလေးကလည်းကောင်းနေတော့ဘာမှအဆင်မပြေတာသိမရှိတေဂာနီးရောက်ပြီဆိုတော့အဲ့ဒီဟာတွေကတခုမှမရှိတော့ဘူးကိုယ်တွေအကုန်ထွက်သွားကြပြီရှိတာလည်းဘယ်မှဘယ်ဟာမှအကုလို့မရတော့ဘလောက်ယဉ်နေတဲ့လူပဲဖြစ်ဖြစ်ဘလောက်ချစ်တဲ့လူပဲဖြစ်ဖြစ်အကုလို့မရဘူးဆိုတာက तू ကအကူကြီးမပေးခြင်းလို့မဟုတ်ဘူးအကူကြီးပေးလို့ကိုမရတာဒါပြောတာအဲ့ဒီအချိန်ကျတော့ကိုယ့်ဘက်ကမမရက်တည်မဲ့ရာကဘာရှိတော့ကိုလှုပ်ထားတဲ့ကောင်းမှုပဲရှိတော့တာအဲ့ဒီအချိန်မှာငါဘာမှမလုပ်ခဲ့ရပါလားနော်ထွန်းပေါအောင်အသိဉာဏ်ကိုကြီးမားအောင်လုပ်နိုင်ခွင့်ရှိပါလေခင်နဲ့ငါဘာမှလည်းပဲဟုတ်ဟာကောင်းကောင်းကန်းကန်းမသိခဲ့ရပါလားအဲ့ဒီမှာပါတော့နောင်တရအဲ့ဒါတစ်ချိန်လုံးကဦးဇင်းတို့နောင်တဝေးရွေးအေးပါစေတရားလေးတခုဟောတယ်နော်အကုသိုလ်ပြုမိလို့ရတဲ့နောင်တမျိုးကိုမိုက်နောင်တလို့ဒီတုန်းကပြောခဲ့တာကုသိုလ်မလုပ်ခဲ့ရလို့ရတဲ့နောင်တမျိုးကိုမေ့နောင်တလို့ပြောတာမိုက်လို့ရတဲ့နောင်တလည်းအဆင်မပြေဘူးမေ့လို့ရတဲ့နောင်တလည်းအဆင်မပြေဘူးစိတ်ကိုပူပန်နေတာကြီးပဲဒါကြောင့်ကုက္ကုစ္စဆိုတာအဲ့ဒါလိုနောင်တကြောင့်ပူလောင်ရတဲ့သဘောနော်အဲ့ဒါလိုပြန့်လွင့်ခြင်းဥဒိစ္စနောင်တဖြင့်ပူပန်ခြင်းကုက္ကုစ္စဒီတရားနှစ်မျိုးဝင်လာပြီဆိုရင်စိတ်ဟာအမှန်တရားကိုမမြင်နိုင်ဘူးဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်တဲ့လေးတိုက်လို့တော့၎င်းသုံးဖို့ခွက်ကိုလှုပ်မိလို့တော့၎င်းရေတွေကလှုပ်သွားပြီဆိုရင်မျက်နှာရည်ကိုမမြင်ရတော့အကြီးကလှိုင်းထားတယ်အဲ့လိုပဲစိတ်မှာဥဒိစ္စကြောင့်လှိုင်းထားတယ်ကုက္ကုစ္စကြောင့်လှိုင်းထားတယ်မငြိမ်ဘူးဘလို့လှုပ်ပြီးတော့မှအမှန်တရားကိုအဲ့ဒီအချိန်မှာမမြင်နိုင်ဘူးនិဝရဏတဲ့တားဆီးနိုင်တယ်ပိတ်ပင်နိုင်တယ်ကာကွယ်နိုင်တယ်၄ခုရှိသွားပြီနော်နောက်၅ခုမြောက်និဝရဏဘာလဲတော့ဝိသိကိစ္စဆိုတာကစေတနာမြတ်သုံးပါးနဲ့ပတ်သက်ပြီးတော့သူတော်ကောင်းတရားတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမှန်မှန်ကန်ကန်ဆုံးဖြတ်ချက်မချနိုင်ရှေ့တော်မှလို့နောက်ဆိုမှလို့လှုပ်ရမှလို့မလှုပ်ရမှလို့ဟုတ်သလားမဟုတ်ဘူးလားကို့မှာဘာမှမှန်ကန်တဲ့ဆုံးဖြတ်ချက်မချနိုင်တူလို့တွေးတော့ပြီးတော့တန်တရားရဲ့နှိမ့်ဆက်မှုကိုအလိုလဲခံနေရအဲ့ဒီအနေအထားမျိုးကိုဝိသိကိစ္စအဲ့ဒီဝိသိကိစ္စလည်းသူဝင်လာပြီဆိုရင်စိတ်ဟာအမှန်တရားကိုမသိရတော့ဥပမာကိုကြည့်မဲ့ရေခွက်ကမှောင်ရည်ထဲကိုချထားတယ်အနေတွေကလည်းထနေတယ်ဘလို့လုပ်ပြီးတော့မှမျက်နှာရည်ကိုမမြင်ရဘူးအဲ့လိုဥမာပေးတယ်မြတ်စွာဘုရားဒါကြောင့်မိသားပေါင်းသူတော်ကောင်းတို့និဝရဏတရား၅ပါးကမိစ္ဆန္ဒဆိုတဲ့လောဘပြာပါဒဆိုတဲ့ဒေါသဌိနမိတ်္တဥဒိစ္စကုက္ကုစ္စဝိသိကိစ္စဒီတရား၅မျိုးသည်စိတ်ရဲ့အမှန်တရားကိုသိမြင်ရေးကိစ္စမှာအလွန်တရာပိတ်ပင်ကာကွယ်တားဆီးနိုင်တဲ့အတွက်ကြောင့်និဝရဏလို့ခေါ်တယ်တဲ့ဟုတ်လားအဲ့ဒီនិဝရဏကိုပဲအခုပါပြောနေတော့မြတ်စွာဘုရားက
အာကုသိုလ်လို့မှန်မှန်ကန်ကန်ပြောခြင်းရဲ့အဲ့ဒီနိဝရဏတရား၅ပါးကိုပြောလိုက်ပါတဲ့အကုသိုလ်ကင်းဖို့လွယ်လားဗျာနော်တတိမရှိဘူးဆိုတော့အကုသိုလ်ကင်းဖို့ကတော်တော်မလွယ်ဘူးဟုတ်တယ်မဟုတ်လားတချို့ကပြောရတာလေအထူးသဖြင့်ဒကမာကြီးတွေဆိုပြောတယ်တို့ဘာအကုသိုလ်မှမရှိဘူးဟုတ်လားတို့ဘာမကောင်းမှုမှမလုပ်ဘူးစိတ်ထဲမှာအကုသိုလ်ဖြစ်နေတာကိုမတွေးမိဘူးပေါ့နော်ဒါကြောင့်ကြည်ကြည်ပြန့်ပြန့်အကုသိုလ်နဲ့ပတ်သက်ပြီးတော့နားလည်ဖို့အတွက်ဒီလိုဒေသနာမျိုးလေးတွေကိုမှတ်သားထားဖို့မလွယ်ဘူးလားမလိုဘူးလားလိုတယ်နော်ဒါကအကုသိုလ်ရဲ့နေပေကျေပြတ်ပုံလေးပြောပြနောက်ကုသိုလ်နဲ့ပတ်သက်ပြီးတော့ပုံမသဘောပေါက်နားလည်မှုရှိနေဖို့အတွက်တတိပဋ္ဌာန်ဆိုတဲ့စကားလုံးကိုနားလည်ဖို့မလိုဘူးလားအဲ့ဒါကစောစောပိုင်းတုန်းကပြောခဲ့တယ်နော်တတိဆိုတဲ့စကားလုံးရဲ့ပဋ္ဌာနဆိုတဲ့စကားလုံးရဲ့စကားလုံးနှလုံးပေါင်းထားနောက်ဆုံးနာငယ်လေးကိုအသက်ကလေးထည့်လိုက်တော့တတိပဋ္ဌာန်တတိကခန္ဓာမှာဖြစ်နေတာကိုလောလောဆယ်ဖြစ်နေတာကိုအောင်မေ့အမှတ်ရတဲ့သဘောပဋ္ဌာနကခိုင်မြဲစွာတီးနေအောင်ကြိုးစားတဲ့သဘောတတိကလေးမိမိခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေအပေါ်မှာခိုင်မြဲစွာတီးနေအောင်ကြိုးစားအထောက်တဲ့အလုပ်ကိုတတိပဋ္ဌာန်အဲဒီတတိပဋ္ဌာန်ကဘယ်နှပါးရှိတယ်လို့ကြားဖို့တော့မရ၄ပါးမိမိရဲ့ယုတ်ကာယတွေရဲ့အပေါ်မှာသတိထားပြီးနေမယ်ဆိုရင်ဒါကာယ ानु ပဒနာသတိပဋ္ဌာန်ချမ်းသာခြင်းဆင်းရဲခြင်းအစရှိတဲ့ဝေဒနာတွေရဲ့ပုံမှာသတိထားပြီးတော့နေနိုင်မယ်ဆိုရင်တော့ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ်တွေရဲ့ပုံမှာသတိထားပြီးနေမယ်ဆိုရင်တော့စိတ်ဓာ ानु ပဒနာသတိပဋ္ဌာန်ဓမ္မတဘာဝအသေးစိတ်လေးတွေရဲ့ပုံမှာသတိထားပြီးနေမယ်ဆိုရင်တော့ဓမ္မ ानु ပဒနာသတိပဋ္ဌာန်သတိပဋ္ဌာန်တရား၄ပါးတတိထားတဲ့အရာဌာန၄မျိုးကွဲပြားသွားလို့တတိပဋ္ဌာန်တရားက၄ပါးဖြစ်သွားတာဒါကိုအတူချုပ်ပြီးတော့ပြောမယ်ဆိုရင်တော့ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာတတိထားတဲ့လုပ်ငန်းသည်တတိပဋ္ဌာန်အလုပ်ယုတ်ကာယပုံမှာထားရင်ကာယ ानु ပဒနာတတိပဋ္ဌာန်ဝေဒနာရဲ့ပုံမှာထားရင်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ်ရဲ့ပုံမှာထားရင်စိတ်ဓာ ानु ပဒနာတတိပဋ္ဌာန်ဓမ္မရဲ့ပုံမှာထားမယ်ဆိုရင်ဓမ္မ ानु ပဒနာတတိပဋ္ဌာန်နားလည်ဖို့ခက်ခဲတာကတော့အဲ့ဒီဓမ္မ ानु ပဒနာတတိပဋ္ဌာန်သူကရှေ့ကတတိပဋ္ဌာန်တွေကိုကျွမ်းကျင်လိမ္မာပြီးတဲ့နောက်မှာတဖြည်းဖြည်းနဲ့အသေးစိတ်တတိတွေကောင်းလာတဲ့သဘောလို့အကြံဉာဏ်ပြောလို့ရပါတယ်။အဲ့တော့မြတ်စွာဘုရားကကုသိုလ်လို့မှန်မှန်ကန်ကန်ပြောခြင်းနဲ့ဆိုရင်အဲ့ဒီတတိပဋ္ဌာန်တရား၄ပါးကိုပြောလိုက်ပါတဲ့။ဆိုလိုတာကကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားရဲ့ပုံမှာတတိထားပြီးတော့နေတဲ့အခိုက်အတန့်မှာအလွန်တန်ရှင်းစင်ကြယ်တဲ့ကုသိုလ်ကောင်းမှုကြီးကိုဖြစ်နေတာ။ဒါပြောတာဟုတ်လား။ဝေကုံကြီးကြလည်းတရားမှကုံစရာမလိုဘယ်သူမှလည်းအကူကြီးတောင်းစရာမလိုကိုဓာတွေလုံနေပါတယ်လို့ဘယ်သူမှလည်းသိစရာမလိုတိတ်တိတ်ဆိတ်ဆိတ်တည်တည်ငြိမ်ငြိမ်နဲ့အလွန်မြင့်မြတ်စင်ကြယ်တဲ့ကောင်းမှုတို့ကိုအထုတ်နေရမရောက်ဘူးလားရောက်တယ်ဒါကြောင့်ကောင်းမှုဆောင်ဆိုတာနဲ့ပတ်သက်ပြီးတော့တကယ်ကောင်းမှုကိုစင်စင်ကြယ်ကြယ်ဆောင်ကျင်နေဆိုရင်တော့သတိပဋ္ဌာန်တရားမပါလို့မရဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကောင်းမှုကိုဆောင်ဖို့ဘာကြောင့်မြတ်စွာဘုရားတိုက်တွန်းခဲ့တာလဲချမ်းသာစေခြင်းလို့မကောင်းမှုကိုရှောင်ဖို့ဘာကြောင့်မြတ်စွာဘုရားတားမြစ်ခဲ့တာလဲဆင်းရဲမှာဆိုလို့မကောင်းမှုရဲ့နေပယ်ကောင်းမှုရဲ့နေပယ်ကျေပြန့်ပုံကိုလည်းဒါဦးဇင်းတို့အရေးအမြတ်ကလေးပြောပါတယ်ဟုတ်ရဲ့လားအေးဒါကဘာကိုပြောနေတာတော့ဗျာမြတ်ဗုဒ္ဓဤအဆုံးအမဆိုတဲ့ခေါင်းစဉ်အောက်မှာပြောနေတာတတိအစွမ်းဆိုတဲ့ခေါင်းစဉ်အောက်မှာစကားမလာသေးဘူးမြတ်ဗုဒ္ဓဤအဆုံးအမဆိုတာကိုမကုန်သေးဘူးနောက်ထပ်တစ်ပါးကျန်သေးတယ်ဘာကျန်သေးတော့ဖြူအောင်စိတ်ကိုထားကိုကမကောင်းမှုရှောင်ကောင်းမှုဆောင်ဒါပဲရှိသေးတယ်ဖြူအောင်စိတ်ကိုထားတောင်းစိတ်တံပရိယောတပနံမိမိရဲ့စိတ်ကိုဖြူရှင်းအောင်တန့်ရှင်းအောင်အပြစ်ကင်းအောင်ကြိုးစားရမယ်ဒီဒေသနာအရဦးဇင်းတို့ပြည်သက်ပေါင်းသူတော်ကောင်းတို့အဆုံးအမ၃ချက်တည်းမှာအစစ်အမြင့်မားဆုံးအဆုံးအမပဲလို့မသိနိုင်ဘူးလားသိနိုင်တယ်ဖြူအောင်စိတ်ကိုထားဘာဖြစ်လို့စိတ်ကိုဖြူအောင်ထားလို့မြတ်စွာဘုရားအဆူဆူဆုံးမတာလဲကဲဆက်စဉ်းစားကြည့်ကြအောင်စို့နော်ဘာဖြစ်လို့စိတ်ကိုဖြူအောင်ထားခိုင်းတာလဲမဖြူသေးလို့ပေါ့လို့လွယ်ဖြေမယ်ဆိုရင်လည်းဖြေလို့ရတယ်ဖြေလို့ရကောင်းတယ်တကယ်လည်းဟုတ်တယ်လေတရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကဖြူရတယ်လို့သိမရှိဘူးမဖြူသေးလို့မို့ဖြူအောင်လုပ်ခိုင်းတာပေါ့ဖြူပြီးသားဆိုရင်ဖြူအောင်ထားလို့ပြောနေကြအကြောင်းမရှိလို့ဆိုရင်စိတ်ရဲ့သဘာဝလေးကိုတော့နည်းနည်းတော့ပြောမှဖြစ်မယ်စိတ်ဆိုတာတဲ့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာမြတ်စွာဘုရားဟောထားတာလေးတစ်ခုရှိတယ်ပဝတ္တရမိဒံဘိက္ခောစိတ်တံအာဂန္တုကေဟိဥပကိလေတေဟိဥပကိလေထံဒီဘက်ကဘာပြောတော့ဗျာယဟန်တို့တဲ့စိတ်ရဲ့ပင်ကိုယ်သဘောဟာအလွန်တရာမှဖြူရှင်တောက်ပတယ်
Papatara Fusion Topani, Siglia. Ozia Vare. Davi Melure. Aganduki he ubekilate ubekilata. Jagadoda Moha Sashi de Kilita, Ede Dojang, Disiglia, Yenondoyare. Hola, Siglia Pingova, Chusemare. Ede the Puebcheto, Jagadoda Moha Kilita Dojang, Disiglia, Yenondoyare. The Ede, so they don't know them, yes, of their hall. Sigo, a young so they nippy, Kilita, Ede, so they don't know their hall. Agandu. Ede, so John Dyson, Yala, being and the talk about it. A mere no? The Macada, Uzanga Sena Jimmy. Eddie Edega, the Garmado Ujino Damabuguri at Tandango, Kanakana Lala Nida Kede. The Edega, La Alon City. No? La me and the Totonem, Mapiamus or the area. Hola, Dalido Mamanganga Nalebuno, no? Ede, Dodo, along La Sito Ede. La me and the Totonem Mapiano Ede. Senajili, Yellow Nalong pointed, Nana Bob pointed, Ayunegaro, winning Mave, Twinning Mave. Yin like Dan, Jalai Dan, National like Dan, South like Dan, Twitty like Dan, Twitchy me Dan. The Boja Solo, Saga Ede, Loba Edega, Lela, the Boja Solo, Doda Edega, Aleya. To the Chin, Eddie Doda Edega, Lami, Mapian. Thousand Jimmy shout to a Doda Lega, Chippy and Pin. Toroipu long la bisham hanga, Agudo Toromiani, Vala, Sena me. Hoyala. The choice of Logian City, Agudo Pion on the Matirebu, Susawadi, Jolavi, Susawadi, Lolavi, Soroma, 3 times. The Bioyanaga Vale Soro. Kilida Diadi, Ede Lu Sunyando Leve, Lasito, Nijado, Ede. Rasico Pionta Mesurati, Kilida Ede, Alaje on Loya Meo, Solora. La me and leve, Yam Pian, Nenayameo, Rasico Pionta Surati David. To Kanahana Lani, no Siga Puma Maho. No say a thing with the Boga, Iron go teeted at the volley. Vidamazara Joaya. Say so that Iron go teeted at the volley. But these same nation to be or saying that to the one chip or saying that to the one choke dollars so that they actually did it. Vale, see the day. Be no? Say, see the day, your neighbor, Pramata de Leva. I see the day to Rajaro to Kaune see the day she, Kaune see the day she. Kaune see the day the Chile, Kaya, Lucian to be the Chides, Eddie Sega, say Kauno Soya. Kaune see the day in nation to be on Kaune see the day the Chile, Kaya, Eddie Sega, say Yuma, Lokoya. The Macone see the day de Ma, Lova Doda Mohaga, Council Meo. Kaune see the day de Maro, Alova Adoda Amohaga, Council. Alova Soda Valega. Son Lore the Bo, Manika Matuetare, not Lovan and Sanjim Beb, Adoda Soda Valega, Mida the Bo, Adowaria Conju Chana would Lula, Adoda, Amoa Soda Vada. The Bawa Diari, Lekanari go Tira. Juna Nui, a jungle Tira, Kanai, a jungle Tira. Not needed the Bawari, a John Jew, Gonshu, Mamanganga, Tira, Tavale, Pina. The Bioyanaga, say a pengo the body, fusion, top body, Dodo. Kilita, Ede Dojang, Tisigli, Yenoyare. Say go few on Lua measure, Eddie Kilita, Ede, a large jail. Lami and Yam Pian on, Josiah measure, David. Taga Uyeno. Say go Balu, few on Josa Kaina, Le Soye, a few day Lova, Sure, a she never the bishop, Jolina. Neneli, Pubiro, Sinan Sadali, Jomesh in the Jolia she did. Say go Balu, few on Josa Kaina Le. Say Suraga, Kilida and ye chicken loop, Fusion La Lily, a ye doing Mima La Lily. Hola. Say my Yagadoda Moha, and ye jiddy Candida Mia Lily, say a ye doiga, Mian Lily. Tina Minazon, a no arnado. The Nye Jigo, Johnson on low night lily, Tina Minazon, G Lily. So the Donga says the day your neighbor should have Pramata de Leva, no? My neighbor should have the alien in the Senajiva. The case she did, no matter of Yahweh, Pramata de Alien. She was taken at the Galmar Ujino to the Canadian, Mia, Mudia. Dandiki, now Wisa, Nandi, Mega Tamata Agowi Dore. Levan Suretia, Nini Lema, she. Dandiki, Ni, Rodon Pior. Tavime,
မက္ကဓမ္မသအာဂောဝီတော့သူတော်ကောင်းတရားမှာလိမ္မာကျွမ်းကျင်မှုမရှိတဲ့အတွက်ကြောင့်တန်တိကိနဝိဇ္ဇာနန္တိနီးပါလေနဲ့မြောင်ဟုတ်လားအဲ့ဒါပြောရင်ကဒီစိတ်ကလေးမှာညှဉ်းနှွမ်းမှုများနေရင်တကယ်ရှိပါတယ်ဆိုတဲ့နိဗ္ဗာန်ကိုမသိရဘူးသူတို့ဖုံးထားလို့မသိရဘူးဟုတ်လားအဲ့တော့ကိုကပါလျားတော့အောင်စင်ကြယ်အောင်သူ့ရှင်တဲ့စုကြိုးစားနိုင်မယ်ဆိုလို့ရှိရင်ဒီစိတ်ကနိဗ္ဗာန်ချမ်းသာကိုမြင်နိုင်သည့်အထိအကြီးအသွေးမြင်မာလာဒါကြောင့်စိတ်ကိုဖြူအောင်ဘာကြောင့်ထားခိုင်းတာလဲလို့မေးရင်အကြီးအသွေးမြင်မာလာအောင်လို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိစိတ်ရဲ့အကြီးအသွေးတွေကိုမြင့်တင်နိုင်ဖို့ဒါကြောင့်စိတ်ကိုဖြူအောင်ထားလို့ပြောတာဒါနဲ့ဦးဇင်းရဲ့စိတ်ကိုဖြူစေအောင်ဘယ်လိုထားရမှာတော့နိလန်းကဘယ်ဟာကိုအသုံးပြုရမှာတော့သောတော်ကတတိပဋ္ဌာန်တရားကိုပဲပြန်ညွှန်းရမယ်တတိပဋ္ဌာန်ဒေသနာမှာမြတ်စွာဘုရားစစချင်းဟောထားတဲ့ဓာတ်ကြီးပဲဧကာယနောယံဘိက္ခဝေမခောတတ္တနံဝိတုဒ္ဓိယယဟန်တို့တဲ့တတိပဋ္ဌာန်တရား၄ပါးဆိုတဲ့လမ်းဟာတတ္တဝါတွေရဲ့စိတ်သက်ဖြူစင်တန်ရှင်းဖို့အတွက်ရှောက်လှမ်းကြရမယ်တကြောင်ဒီတော်လမ်းမှာတဲ့ဒါဦးဇင်းတို့တကြောင်ဒီတော်လမ်းဆိုပြီးတော့တတိပဋ္ဌာန်ရဲ့ဂုဏ်ကျေးဇူးတွေကိုများစွာပြောဖို့ပါတယ်တချို့လည်းပဲနာဖို့မှာပါဟုတ်လားဒီတတိပဋ္ဌာန်တရားကိုပွားများခြင်းဟာစိတ်သက်ကိုဖြူစင်တန်ရှင်းအောင်လျှော်ဖွတ်နေတာရှင်းကျိုးနေတာဒါကြောင့်မိမိခန္ဓာမှာဘာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ပေါ့နော်ဖြစ်တာတွေကတော့အကြောင်းတရားပေါ်မှာမူတည်ပြီးတော့ဖြစ်မှာပါပဲတားလို့မရအောင်ဟုတ်လားအကြောင်းတရားမရှိဘူးဆိုရင်လည်းဘယ်တော့ဖြစ်ခြင်းဖြစ်မှာမဟုတ်ဘူးဒါဖြစ်လာတဲ့တရားတွေကိုကိုကဘာလုပ်ရမှာလဲသတိထားရမယ်သတိထားမှသာလေသူတို့ရဲ့သဘောလက္ခဏာတွေကိုအမှန်ကန်သိမယ်ယုံနိုင်ရဲ့သဘောလက္ခဏာကဘယ်လိုရှိတာလဲလက္ခဏာဆိုတာအနိစ္စဒုက္ခအနတ္တသင်္ခတလက္ခဏာယုံနာတို့ရဲ့လက္ခဏာဒီသုံးပါးရှိလက္ခဏာဆိုတာသိချောင်းအမှတ်အသားလို့အဓိပ္ပာယ်ရတယ်လက်ပေါ်မှာထင်နေတဲ့အရေးကြောင်းလေးမျိုးလက္ခဏာလို့ပြောတာမဟုတ်ဘူးလက္ခဏာဆိုတာမျက်နှာကြည့်ရင်လည်းမျက်နှာမှာမျက်နှာရဲ့လက္ခဏာရှိတယ်ဒီကိုယ်လုံးမှာသူ့ဟာနဲ့သူရှိတယ်ဒါကိုအင်္ဂါဝိဇ္ဇာပိုင်းဆိုင်ရာပါနားလည်တဲ့လူတွေဆိုတော့ပိုသိမယ်ပေါ့မြတ်စွာဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ကျတော့လက္ခဏာတော်ကြီးဘယ်လောက်ပါလာတယ်လို့ကြားလို့32ပါးပါလာတယ်ဒါဘုရားဖြစ်မဲ့လက္ခဏာမြင်တာနဲ့သိတယ်ဟောပညာရှင်ကဟုတ်လားအဲ့လိုပဲလူတယောက်မှလည်းပဲသူတော်ကောင်းလက္ခဏာသူရုပ်မှလက္ခဏာရုပ်ပိုင်းဆိုင်ရာမှာထိုက်တဲ့လောက်သူ့ပေါ်လွင်ထင်ရှားနေတာလေးတွေရှိတတ်တယ်သို့တော်ဒါလေးတွေကတိတိကျကျသိဖို့ဆိုတာတော့မလွယ်ဘူးလို့ဦးဇင်းထင်ပါတယ်ဒါပြောနေတာကဘာလို့ဆိုတော့ယုံနာမှာလည်းပဲလက္ခဏာရှိတယ်အဲ့ဒီလက္ခဏာကဘာလဲအနိစ္စဒုက္ခအနတ္တယုံနာမှန်ရင်ဘယ်ယုံနာမှမတည်မြဲကြဘူးဟုတ်လားမတည်မြဲတဲ့အတွက်ကြောင့်ဘာဖြစ်လို့မှအကောင်းမဟုတ်ဘူးဒုတိယလက္ခဏာအဲ့လိုမတည်မြဲတာကိုလည်းတည်မြဲအောင်ဘယ်သူမှမလုပ်နိုင်ဒီတိုင်းပဲကြည်နေရတယ်မကောင်းတာကိုလည်းအကောင်းဖြစ်အောင်လုပ်လို့မရဘူးဖြစ်เสียရှိရင်ဖြစ်လာတယ်ပြီးတော့လည်းပြီးသွားရောဖြစ်เสียရှိရင်ဖြစ်လာတယ်ပြီးတော့လည်းပြီးသွားဒီလိုသွားနေတာဒါကြောင့်ဘယ်သူမှအဆိုးမရဘူးမပိုင်ဘူးမနိုင်ဘူးသူတို့ဟာသူသဘောတူဆောင်ပြီးတော့သူ့အကြောင်းနဲ့သူဖြစ်ပေါ်ပြောင်းလဲနေကြတဲ့သဘာဝတရားတွေအဲ့ဒါပါလေအနတ္တအနိစ္စဒုက္ခအနတ္တယုံ nant တို့ရဲ့လက္ခဏာကိုသိဖို့အတွက်ဒီယုံ nant တွေကိုမလုပ်ရတော့သတိထားရတယ်အဲ့လိုသတိထားတဲ့လုပ်ငန်းကိုသတိပဋ္ဌာန်လုပ်ငန်းဟုတ်ရဲ့လားဗျာဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့အဲ့ဒါလိုမိမိခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုသတိထားတဲ့လုပ်ငန်းစဉ်ကိုလုပ်ကင်နေခြင်းဒီပင်လေလေ့ကျင့်နေခြင်းဒီပင်လေကိုယ့်ရဲ့စိတ်ကိုဖြူခြင်းတန်ရှင်းအောင်ကြိုးစားအားဒါလက်တွေ့လေးလည်းနားလည်ဖို့တော့လိုတာပေါ့မိမိခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားကိုသတိထားနေတဲ့အခိုက်အတန့်မှာစိတ်ထဲမှာရာဂဒေါသမောဟအညစ်အကြေးဘာမှမတင်ဘူးဆိုတာကိုမသိနိုင်ဘူးလားသိနိုင်တယ်နော်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့စိတ်ကိုဘာကြောင့်ဖြူအောင်ထားခိုင်းတာလဲမဖြူသေးလို့ဆိုတဲ့အဖြေကတစ်မျိုးဖြူရှင်တန်ရှင်းမှစိတ်ရဲ့အရည်အသွေးမြင့်မားလာမှဖြစ်တဲ့အတွက်ကြောင့်စိတ်ရဲ့အရည်အသွေးတွေမြင့်မားလာအောင်စိတ်ကိုဖြူရှင်အောင်ကြိုးစားခိုင်းပါတယ်လို့ဖြေတဲ့အဖြေကတစ်မျိုးသူတို့နှစ်မျိုးလေးပြောလိုက်ရတယ်ပေါ့ဟုတ်လားအေးဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့မကောင်းမှုရှောင်ကောင်းမှုရှောင်ဖြူအောင်စိတ်ကိုထားဒီအဆုံးအမ၃ချက်တည်အလွန်တရာကျင့်ဝတ်နဲ့နေသောမြတ်စွာဘုရားရဲ့အဆုံးအမဒေသနာအားလုံးတို့ရဲ့အနှစ်ချုပ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဆူဆူသောဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့အဆုံးအမလို့ကောမပြောဘူးလားပြောတယ်ဓာတ်ထက်ကောင်းမွန်သောဓာတ်ထက်ပြည့်စုံသောတရားဆိုတာတကယ်တမ်းကမရှိဟုတ်ရဲ့လားဒါကတော့ဦးဇင်းတို့
မြတ်ဗုဒ္ဓ၏အဆုံးအမဆိုတဲ့ခေါင်းစဉ်အောက်မှာဆက်ဆက်ပြီးတော့ပြောလိုက်တဲ့တရားစကားပေါ့နော်နောက်တစ်ပါးကျမ်းနေတော့မြတတိဤအစွမ်းဟုတ်လားတရားခေါင်းစဉ်ပေးထားတာကမြတ်ဗုဒ္ဓ၏အဆုံးအမနဲ့တတိဤအစွမ်းလို့ပေးထားတာနော်အဲ့တော့တတိရဲ့အစွမ်းကိုဆက်ပြီးတော့မှတ်သားကြည့်ကြတတိဆိုတာကအပမာဒဆိုတဲ့နာမည်နဲ့သူတော်ကောင်းတရားတွေထဲမှာအမြင့်မြတ်ဆုံးအထွတ်အထိပ်အကြဆုံးတရားပဲဟုတ်တယ်မဟုတ်လားအပမာဒဆိုတဲ့နာမည်နဲ့အလွန်တရာကြီးမားတဲ့ဂုဏ်တွေနဲ့မြတ်စွာဘုရားဂုဏ်ပြုပြီးတော့ဟောထားတာတွေမရှိဘူးလားရှိရနော်အပမာဒဆိုဂုဏ်တော်တွေရဲ့ခြေရာတွေထဲမှာစင်ခြေရာကိုအကြီးဆုံးလို့ဆိုရတယ်တဲ့ဘယ်ဂုဏ်တော်ရဲ့ခြေရာမျိုးကိုမဆိုစင်ခြေရာတွေကိုထည့်ကြည့်လိုက်ရင်အကျုံးဝင်သွားသူတို့ကသေးတာဟုတ်လားစင်ခြေရာတွေအကြီးကျယ်ဆုံးအဲ့လိုပဲသူတော်ကောင်းတရားတွေထဲမှာအပမာဒဆိုတဲ့တတိတရားတွေအကြီးကျယ်ဆုံးဘယ်သူတော်ကောင်းတရားပဲဖြစ်ဖြစ်အပမာဒတွေကိုထည့်လိုက်ရင်အကျုံးဝင်သွားတယ်ဒါကြောင့်လည်းပဲဦးဇင်းတို့တရားဒေသနာတွေထဲမှာယေကေစီကုသလာဓမ္မာသဗ္ဗေတိအပမာဒမူလကံအလုံးစုံသောကောင်းမြတ်မှုတွေဟာအပမာဒဆိုတဲ့တတိတရားကိုအကြောင်းခံပြီးမှဖြစ်ရတာတဲ့အပမာဒဆိုတဲ့တတိမရှိရင်သီလလည်းမရှိနိုင်ဘူးသမာဓိလည်းမရှိနိုင်ဘူးပညာလည်းမရှိနိုင်သီလသမာဓိပညာမှမရှိဘူးဆိုရင်သူတော်ကောင်းတရားဘာမှမရှိတော့ဘူးလို့ဆိုရမရဘူးလားဟုတ်တယ်တတိအရေးမကြီးဘူးလားရှိရနော်တတိရဲ့ဂုဏ်ရည်တတိရဲ့စွမ်းရည်အစွမ်းတတ္တိတွေဟာအလွန်တရာမှကြီးကျယ်များပြားတဲ့အတွက်ကြောင့်ကိုယ်အောင်ပြောဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပဲဆိုရမယ်အလွန်များပြားတဲ့တတိရဲ့စွမ်းရည်တွေကဒီကနေ့၃ချက်ပြောမယ်နော်တတိရဲ့စွမ်းရည်တတိ၃ချက်မြတ်ဗုဒ္ဓရဲ့အဆုံးအမကဘယ်နှချက်ပြောတာ၃ချက်တတိရဲ့စွမ်းရည်တတိ၃ချက်ဒီမြတ်ဗုဒ္ဓရဲ့အဆုံးအမဩဝါဒအနှစ်ချုပ်၃ချက်နဲ့ဆက်ဆက်ပြီးတော့ပြောမှဖြစ်တဲ့အတွက်ကြောင့်တေတတို့ပို့ပြီးတော့မှတ်သားရတာလွယ်ကူမယ်ဟုတ်လားသောတော်ကမြတ်စွာဘုရားရဲ့အဆုံးအမအနှစ်ချုပ်၃ချက်ကမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားမကောင်းမှုရှောင်ဖို့ဘာကြောင့်တိုက်တွန်းတာလဲဆင်းရဲမှာဆိုလို့ကောင်းမှုဆောင်ဖို့ဘာကြောင့်တိုက်တွန်းတာလဲချမ်းသာစေခြင်းလို့စိတ်ကိုဖြူစင်အောင်ဘာကြောင့်ကြိုးစားခိုင်းတာလဲစိတ်အည်တွေမြင်မှလာဖို့အဲ့လိုပိဋကတို့နာယူလိုက်ရတဲ့အခါမှာစိတ်ထဲမှာကိုယ်တိုင်းတာလေးနဲ့ကိုတော့မကောင်းမှုတော့ငါရှောင်ဖို့ရှောင်မှဖြစ်မယ်ရှောင်ဖို့ငါကြိုးစားမယ်ကောင်းမှုကိုတော့ငါဆောင်မှဖြစ်မယ်နော်စိတ်ကိုတော့ဖြူအောင်တတ်နိုင်တယ်များငါကြိုးစားမယ်ဆိုတဲ့စိတ်ကူးလေးတွေလူတိုင်းမှာဖြစ်မယ်လို့ဦးဇင်းထင်ပါတယ်ဆိုဆင်းရဲဒုက္ခကိုလူတိုင်းကြောက်ကြတာပဲလေချမ်းသာဒုက္ခကိုလူတိုင်းလိုချင်ကြတာပဲစိတ်ရဲ့အည်အသွေးကိုလူတိုင်းမြင်မှချင်ကြတာပဲအဲ့လိုမျိုးမကောင်းမှုကိုရှောင်ကျင်လိုစိတ်ကောင်းမှုကိုဆောင်ထားလိုစိတ်စိတ်ကိုဖြူအောင်ကြိုးစားလိုစိတ်ရှိတယ်ဆိုရင်မဖြစ်မနေအာကိုအာရပြုရမယ်တရားကတော့တတိပဲတတိရဲ့စွမ်းရည်တတိ၃ပါးကိုပိဋကပေါင်းသူတော်တို့ထိုက်တဲ့လောက်တော့ရိပ်မိသွားမယ်လို့ဦးဇင်းထင်နံပါတ်1တတိရဲ့စွမ်းရည်တတိဘာလဲဆိုရင်တတိထားနေခြင်းအပြင်မကောင်းမှုကိုရှောင်မိသားဖြစ်တယ်တတိဆိုတဲ့အပမာဒတရားသည်မိမိတန်တန်ကိုမကောင်းမှုတွေဝင်ရောက်နှိပ်စက်ဖို့အခွင့်မသာအောင်မကောင်းမှုကိုဝင်မလာဖို့အတွက်ကာကွယ်နိုင်တဲ့တားဆီးနိုင်တဲ့စွမ်းရည်တတိအပြည့်အဝရှိတယ်။ဒါကဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကလေးဘေးကင်းဖို့လုံခြုံဖို့ချမ်းသာဖို့အတွက်အကုသိုလ်တွေဝင်ပြီးတော့မနှိပ်စက်ဖို့အတွက်တတိကအလုံးစုံဆုံးကာကွယ်ရေးတာဝန်ကိုယူနိုင်တယ်။ဒါတတိရဲ့နံပါတ်1အစွမ်းပဲ။ဒါကြောင့်တတိဒီဘလို့အစွမ်းရှိတယ်လို့မေးရင်မကောင်းမှုကိုရှောင်ကျဉ်ပေးတဲ့အစွမ်းရှိတယ်။မကောင်းမှုကိုတားဆီးပေးတဲ့အစွမ်းရှိတယ်ဆိုရင်တော့ပို့ပြီးတော့စကားလေးချောမယ်ပေါ့။မကောင်းမှုကိုတားဆီးလိုက်ခြင်းအဖြစ်မကောင်းမှုကိုရှောင်ကျဉ်ပြီးသားဖြစ်သွားတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်မကောင်းမှုကိုရှောင်ကျဉ်နေဆိုရင်နံပါတ်1သတိကိုအားကိုးရမယ်ဒါကြောင့်သတိရဲ့စွမ်းရည်တတိနံပါတ်1ပြောပါဆိုရင်မကောင်းမှုကိုကာကွယ်တားဆီးပေးပါလေအမကိုးနိုင်ဘူးလားကိုးနိုင်တယ်နော်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာသတိထားနေတဲ့အခြေအနေမှာမကောင်းမှုဝင်မလာနိုင်ဘူးဆိုတာကိုလက်တွေ့သိအောင်နားလည်အောင်ကြိုးစားရင်းဖြင့်ဒီအဆုံးအမလေးကိုကိုယ့်ရဲ့စိတ်ထဲမှာပြည့်ပြည့်ဝဝလက်ခံနိုင်အောင်ကြိုးစားရမယ်။သဘောပေါက်လားဦးဇင်းပြောတာ။ဒါနံပါတ်1သတိရဲ့စွမ်းပေါ့။နောက်နံပါတ်2သတိရဲ့စွမ်းကဘာလဲဆိုတော့ကောင်းမှုကိုဆောင်မိသားဖြစ်သွားစေတယ်။သတိထားခြင်းအဖြစ်တတိရှိလို့ရှိရင်ကုသိုလ်ကောင်းမှုတွေဟာတဖြည်းဖြည်းနဲ့မိမိတဏ္ဍာမှာပြည့်စုံလာတယ်။အဲဆိုဘုရားဘယ်လောက်ထိဟောထားလဲဆိုရင်ဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာဟောထားလေးတစ်ခုရှိတယ်။
အထက်မိုးကောင်းငင်မှာလေမျိုးစုံတိုက်တယ်တဲ့အရှိလေနောက်လေတောင်လေမြောက်လေလေချမ်းလေနုလေဘူးလေအေးအစုံတိုက်တယ်တဲ့ထက်မိုးကောင်းငင်မှာအဲ့လိုပဲသတိပဋ္ဌာန်တရားပွားများနေတဲ့ပုဂ္ဂိုလ်တယောက်မိမိခန္ဓာမှာဖြစ်နေတာကိုသိထားပြီးတော့နေလိနေထားရှိတဲ့ပုဂ္ဂိုလ်တယောက်သူ့ရဲ့တန်တာမှာသမဗ္ဗရံတရား၄ပါးဣတိပတ်တရား၄ပါးအိန္ဒြေ၅ပါးဘိုလ်၅ပါးဘုဇင်9ပါးမဂ္ဂင်10ပါးသတိပဋ္ဌာန်တရား၄ပါးပါအပါဝင်ဆိုရင်ဘောဓိပက္ခိယတရား39ပါးရှုံသွားတယ်နော်အဲ့ဒီဘောဓိပက္ခိယတရား39ပါးသည်သတိပဋ္ဌာန်တရားပွားများနေတဲ့ပုဂ္ဂိုလ်သတိထားပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာအလို့လို့ပြည့်စုံလာမယ်ဟောဘောဓိပက္ခိယတရားဆိုတာကသူတော်ကောင်းတရားအလုံးတို့ရဲ့အနှစ်ချုပ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နော်အဲ့ဒီမြင့်မြတ်တဲ့တန်ဖိုးကြီးမားတဲ့ဒီသူတော်ကောင်းတရားတွေဟာသတိထားနေခြင်းအပြင်ဒကာမတို့ဦးဇင်းတို့ရဲ့တန်တာမှာပြည့်စုံလာမယ်ဒါကြောင့်သတိရှိခြင်းအပြင်နံပါတ်1စွမ်းရည်တတ္တိကိုပြောပါဆိုရင်ကောင်းမှုတွေပြည့်စုံလာမယ်ကောင်းမှုကိုပြည့်စုံအောင်သတိကဆောင်ရွက်ပေးမယ်ကုသိုလ်ကောင်းမှုဆောင်ခြင်းနဲ့ဆိုရင်သတိမပါလို့မရသတိမပါရင်ဘယ်ကုသိုလ်မှမဖြစ်နိုင်သတိပါရင်တော့ဘယ်ကုသိုလ်ပဲဖြစ်နိုင်တယ်ဒါကြောင့်ပိဋကပေါင်းတို့ဟောသတိရဲ့စွမ်းရည်တတ္တိနံပါတ်1ကုသိုလ်ကောင်းမှုကိုပြည့်စုံစေတယ်အဲ့ဒါကိုဦးဇင်းတို့လွယ်လွယ်လေးပို့ပြီးတော့ဆွဲရအောင်မှတ်ခြင်းလေဆိုရင်တော့တတိရှိရင်အကုသိုလ်မဖြစ်ဘူးတတိရှိရင်ကုသိုလ်ရတယ်ဟောကုသိုလ်ကိုရသွားတာလူတွေကကုသိုလ်ရတယ်ဆိုရင်ဒါလေးကိုဝိုင်းလို့ဆမ်းမှာကုသိုလ်ရပါတယ်အပေးလိုက်ဆမ်းမှာကုသိုလ်ရပါတယ်ဟောကုသိုလ်ရတယ်ဆိုတော့မှအဲ့ဒီလိုအနေအထားမျိုးလေးတွေကိုပြောကြတာမရှိဘူးလားရှိတယ်အဲတတိကလေးထားလိုက်ဆမ်းမှာကုသိုလ်ရပါတယ်ဒီလိုလေးဆိုရင်ပို့ပြီးတော့ခြေခြေပြက်ပြက်မရှိဘူးလားရှိတယ်ဒါကြောင့်ပိဋကပေါင်းတော်တတိရဲ့စွမ်းရည်တတ္တိနောက်နံပါတ်3ဆက်ပြီးတော့ပြောကြည့်မယ်နော်ပိဋကတို့ရိပ်မိပါပြီနံပါတ်3တတိရဲ့စွမ်းရည်တတ္တိကစိတ်ကိုဖြူရှင်အောင်ကြိုးစားအထောက်ရရောက်သွားတယ်တတိရှိခြင်းအပြင်တတိတိစိတ်ကိုဖြူရှင်အောင်ရှင်းကြောလိမ့်မယ်ဒီနေရာမှာဦးဇင်းတို့ကိလေသာအညစ်အကြေးကိုသူ့ရှင်းတဲ့သူအပြီးသက်ရှင်းကြောပေးတာကပညာရဲ့အစွမ်းပါပညာဟာတန်ရှင်းစင်ကြယ်လေးတယ်ဒါပေမဲ့ခက်တာကအဲ့ဒီပညာဆိုတာကသတိနဲ့ကင်းပြီးတော့မဖြစ်ဘူးဟုတ်ရဲ့လားတကယ်ရှင်းကြောတာကပညာကရှင်းကြောနော်သို့တော့အဲ့ဒီကိလေသာအညစ်အကြေးကိုရှင်းကြောပေးနိုင်တဲ့ပညာဆိုတာသတိမပါဘဲနဲ့မရနိုင်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သတိပဋ္ဌာန်တရားကိုပဲမြတ်စွာဘုရားကတတ္တနံဝိသုဒ္ဓိယစိတ်ဖြူရှင်တန်ရှင်းဖို့ဆိုတဲ့အသုံးအနှုန်းနဲ့ဓာတ်လိုက်ဟောထားတာ။ဘုန်းဆိုသတိရှိရင်ပညာကလာမှာ။နောက်ဦးဇင်းတို့သတိပဋ္ဌာန်တရားမှာဟောထားတာလေးရှိတယ်လေ။မိမိခန္ဓာမှာသတိထားနိုင်မယ်ဆိုကြပါစို့။ထိမှုသဘောမှာအဓိကသတိထားမယ်ဆိုရင်ဒါကာယ ानु ပဒနာတွေကိုအကျုံးဝင်တယ်ပေါ့နော်။ထိတာကိုတစ်စက်ကိုဦးဇင်းတို့ဆွမ်းလောင်းဆရာတော်ကြီးတို့နောက်ဆလောင်းဆရာတော်ကြီးတို့ယဟန္တာဆိုပြီးတော့နော်အလွန်ထင်ရှားတဲ့ဆရာတော်ကြီးတွေသူတို့ဘာလုပ်သွားတော့ဒီထိမှုတိမှုကိုပဲသတိပြုသွားတော့ဒီထိမှုကိုပဲသတိထားဟုတ်လားအဲ့ဒါဘာတော့ဆိုတော့ကာယ ानु ပဒနာသတိပဋ္ဌာန်ထိမှုသဘောတွေဟာဒလဇက်တဏှာမဟုတ်တဏှာသူအမြဲတမ်းဖြစ်နေတယ်ဒါကိုသတိထားရမယ်နော်ဘယ်တော့မှပဲဖြစ်နေထင်ရှားတာကိုလိုက်ပြီးတော့သတိထားအဲ့လိုသတိထားလို့ရှိရင်ပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ဒီသတိရဲ့စွမ်းရည်တတ္တိကအဋ္ဌိကာယောတိဝါပနတ္တတတိပိစုပဋ္ဌိတာဟောတိဒီဘက်ကဘာပြောလို့ဆိုတော့ယုတ်ကာယတွေပဲဖြစ်နေတယ်ပုဂ္ဂိုလ်တ attva ဖြစ်နေတာမဟုတ်ဘူးလို့အခြေခံကြတဲ့ပထမအဆင့်ဉာဏ်ပညာကိုရလာတယ်ပုံမှန်သတိမထားမဲနဲ့နေလို့ရှိရင်ငါသူဆိုတဲ့အမြင်တွေနဲ့နေနေတာအမြင်ရင်လည်းငါမြင်လိုက်တာပြောရင်လည်းငါပြောမယ်ငါတွေးနေတယ်ငါဆိုတာနဲ့ပဲနေတယ်တက္ကရာဒိဋ္ဌိတဏ္ဍနဲ့နေတယ်ဟုတ်လားတကယ်လို့ထင်ရှားတဲ့သဘာဝတစ်ခုခုကိုသတိထားလိုက်တာနဲ့အဲ့ဒီတက္ကရာဒိဋ္ဌိကအဲ့ဒီချိန်မှာဝင်လို့မရဘူး။ဘာလို့ဆိုအဲ့ဒါဟာငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ငါဆိုတဲ့အမြင်ကြောက်တယ်။အဋ္ဌိကာယောတိယုတ်ကာယပဲရှိနေတယ်။ငါသူမရှိဘူးဆိုတာကိုတခါတည်းကန့်ထုတ်လိုက်တယ်။ဟုတ်လား။အဋ္ဌိကာယောတိဝါပနတ္တတတိပိစုပဋ္ဌိတာဟောတိယုတ်ကာယပဲဖြစ်နေတယ်ဆိုတဲ့အတိကလေးတတိကလေးအဲ့ဒီချိန်မှာဖြစ်လာတယ်။အဲ့ဒီတတိကဘာဖြစ်တုံးဆိုတော့ယာဝဒေဝညာဏပတ္တာယယာဝပဋိပတိမတ္တာယအနိတိဒောသဝိရတိနသကိဉ္စီလောကေဥပါရိယတိဒီပါဠိလေးတွေကအလွန်တရာမှသတိပဋ္ဌာန်တရားပေါ်များတဲ့ပုဂ္ဂိုလ်တွေအတွက်အတက်เสียကောင်းတယ်ပေါ့ယာဝဒေဝညာဏပတ္တာယ
အဲ့ဒီတတိဟာတဲ့အစစ်စစ်ဉာဏ်ပညာတွေတိုးပွားသွားဖို့ရာအလို့ငါဖြစ်တယ်တဲ့ဉာဏ်တွေအစစ်စစ်မြင့်မားသွားဖို့အဲ့ဒီတတိကအကြောင်းခံပဲဇာဝဒေဝပဋိတ္တိမတ္တာရတယ်နောက်ထပ်တတိတွေအားကောင်းလာဖို့အတွက်အကြောင်းဖြစ်တယ်တတိထားမှတတိကောင်းမှဒါပြောတာတတိမကောင်းပါဘူးကွာတရားမှတ်ရတာလဲစိတ်တွေကလွင့်နေတာတတိတွေကိုထက်ထက်ဖြစ်အောင်လုပ်ပါများမှနောက်တတိတွေကအားကောင်းလာအောင်ရှိတတိကိုထားမှနောက်တတိတွေအားကောင်းလာမှာဟုတ်ရဲ့လားအဲ့လိုဆိုရင်ဘာဆက်ဖြစ်လာမလို့ဇာဝဒေဝဉာဏပတ္တယပဋိတ္တိမတ္တယအနိတ္တိဒောသဝိရတိနာသကိဉ္စီလောကေဥပါရိယတိဟောဒီလောကကြီးမှာဘာကိုမှမမီတွေ့ပဲနဲ့ဘယ်ရာကိုမှမစွဲလမ်းပဲနဲ့လွတ်လပ်ပေါ့ပါပါအေးချမ်းအဲ့ဒီပုဂ္ဂိုလ်နေနိုင်တယ်တဲ့တတိယစွမ်းရည်တတိဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တတိရှိနေခြင်းအပြင်စိတ်ကိုဖြူရှင်တန်ရှင်းအောင်ကြိုးစားအထောက်ပေးတာဖြစ်နေတယ်ဟုတ်လားစိတ်ကိုဖြူရှင်တန်ရှင်းအောင်ကြိုးစားအထောက်ရတယ်မကပဲနဲ့အလွန်မြင့်မြတ်တန်ရှင်းစင်ကြယ်တဲ့သဘာဝတရားတွေပါစက်တိုက်ကြီးဖြစ်မသွားဘူးလားဖြစ်သွားတယ်ဒါကြောင့်ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့တတိယစွမ်းရည်တတိဘယ်နှမျိုးတော့၃မျိုးအကုသိုလ်တွေမကောင်းမှုတွေဝင်ရောက်နှိပ်စက်ဖို့အခွင့်မသာအောင်တတိဟာကာကွယ်တားဆီးပေးတယ်တတိရှိနေခြင်းအပြင်ကုသိုလ်ကောင်းမှုတွေဟာပြည့်စုံလာမယ်တတိရှိနေခြင်းအပြင်မိမိရဲ့စိတ်ဓာတ်ဟာဖြူရှင်တန်ရှင်းနေတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုအလုံးလိုက်နာရရောက်မနေဘူးလားကြောက်နေနော်ဒါကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမဘုရားအဆူဆူတို့ရဲ့အဆုံးအမကိုလိုက်နာခြင်းနဲ့ဆိုရင်တတိမပါလို့မရဘူးတတိထားနေခြင်းအပြင်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုငါတို့လိုက်နာခြင်းသုံးနေတယ်လို့ဒီလိုနားလည်လို့မရဘူးလားရတယ်ဒါကြောင့်ပဲဒီတတိကိုမြတ်စွာဘုရားကအပမာဒဆိုတဲ့အသုံးနှုန်းလေးနဲ့အပမာဒီနာတမ္ပါဒေထနေတိုင်းအဲ့ဒါလိုကြားဘူးပါလေခြေစည်းအင်းမြေမှာခြေထောက်တော်ကိုရေဆေးပြီးတိုင်းဒုံလဘတရား၅ပါးကိုဟောပြီးတဲ့နောက်မှာဒီအပမဒေနတမ္ပါဒေထဆိုတာကိုဟောတယ်နေတိုင်းဒီအဆုံးအမကိုပေးတယ်တဲ့မနေ့တုန်းကပေးပြီးသားတနေ့ကပေးပြီးသားဒီနေ့တော့မပေးတော့ဘူးလို့အဲ့လိုရဲမရှိဘူးတဲ့ဒါကွာစပြီးတော့ဘလောက်လေးနဲ့နေတယ်လဲဆိုတာမသိနိုင်ဘူးလားဒါကြောင့်ဦးဇင်းတို့ရှေးတုန်းကပညာရှိသူတော်ကောင်းကြီးတွေကသီလပေးပြီးရင်တရားဓမ္မတွေကိုဗာပြောတော့အပမဒေနတမ္ပါဒေထအဆုံးအမအားလုံးတို့ရဲ့အနှစ်ချုပ်အတူဆုံးအဆုံးအမအကောင်းဆုံးအဆုံးအမအပမာဒနေတိုင်းဆုံးမရတာအာမရလို့ဆိုတဲ့အဓိပ္ပာယ်မျိုးလို့ဆိုရမယ်ထင်ပါရဲ့နောက်ဆုံးပြိဋိဘံသံဃာနီးပစ္စည်းမဝဆနနောက်ဆုံးစကားဆိုပြီးတော့လည်းဗာပြောသွားဒီအပမဒေနတမ္ပါဒေထပဲပြောသွားတာပဲအဲ့ဒီမှာတော့ဦးဇင်းတို့ဝေယဓမ္မသင်္ခါရဆိုတဲ့စကားလုံးလေးတော့ပါသေးတယ်ပေါ့ဝေယဓမ္မသင်္ခါရပြောတာတော့အဲ့ဒါသင်္ခါရတရားတွေဟာဘယ်သင်္ခါရတရားမှတည်မြဲနေတာမဟုတ်ဘူးလို့ပြောတာသင်္ခါရလို့ပြောလိုက်ရင်လည်းစိတ်ကဘေးရအရာတွေကိုသွားပြီးတော့တွေးမိမှဆိုရတယ်အဓိကသဘောပေါက်ဖို့ရကသင်္ခါရဆိုတာကိုယ်ခန္ဓာကိုယ်ကြီးလို့သဘောပေါက်ရမှာဆိုလိုတာကကိုယ့်ရဲ့ခန္ဓာမှာဘလို့သဘာဝတွေပဲဖြစ်လာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဘာပဲဖြစ်ပါဖြစ်ချင်တာဖြစ်ပါစေဖြစ်လာတဲ့တရားဘယ်တရားမှမတည်မြဲဘူးလို့သိရမှာဝေယဓမ္မသင်္ခါရဆိုတာအဲ့ဒါပဲဘာဖြစ်ချင်တာဖြစ်တော့ဖြစ်တာပဲဒါပေမဲ့ဘယ်အရာမှတည်မြဲနေတာမဟုတ်မြင်တာလည်းမြင်ပြီးတယ်ကြားတာလည်းကြားပြီးတယ်နောက်ထပ်မြင်တာနောက်ထပ်ကြားတာရှိမယ်အဲ့ဒါလည်းတည်နေတာမဟုတ်သူလည်းပြီးသွားတာပဲတလဆက်ဖြစ်ပေါ်မှုကအလွန်မြန်ဆန်တဲ့အရှိန်အဟုန်နဲ့အစားထုတ်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေကတော့အမြဲတမ်းရှိနေတယ်လို့ထင်တယ်တကယ်တော့အမြဲကဘာမှမရှိဘူးနိဗ္ဗာန်ချမ်းသာပဲရှိတယ်ဟုတ်လားသင်္ခါရတရားဘယ်သင်္ခါရတရားမှအမြဲမရှိဘူးနော်အကြောင်းတိုက်ဆိုင်လို့ဖြစ်လာတယ်ပြီးတော့ကြောက်ွယ်သွားရှိတော့ဒါသူတို့ရဲ့သဘာဝဟုတ်လားအဲ့ဒါလိုသင်္ခါရတရားတို့ရဲ့မတည်မြဲပုံကိုကောင်းကောင်းနားလည်အောင်ကြိုးစားခြင်းဖြင့်အပမဒါဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့သူတော်ကောင်းတရားကိုပြည့်စုံအောင်ကြိုးစားရမယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားရမယ်ဆိုပြီးတော့ဒါမြတ်စွာဘုရားပစ္စည်းမဝဆနနောက်ဆုံးစကားကိုအမိန့်ရှိပြီးတော့တိဋ္ဌိပံဆံသွားတာဒါဒီကနေ့ဦးဇင်းပြောတဲ့တရားစကားတွေပိဋကပေါင်းသူတော်ကောင်းတို့မကြားဘူးတဲ့စကားအကြောင်းအရာဘာမှမပါဘူးအကုန်ကြားဘူးပြီးသားဒါပေမဲ့လို့အလွန်မှစဉ်းစားကြရကောင်းတဲ့မမေ့တဲ့အဆုံးအမတွေလို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားဒါကြောင့်ဒီကနေ့
မြတ်ဗုဒ္ဓ၏အဆုံးအမနဲ့တတိဤအစွမ်းဆိုပြီးတော့တရားကောင်းစဉ်လေးပေးပြီးတော့ပေးတဲ့တို့ကိုတဏှာကြီးလောက်ဦးဇင်းတို့တရားစကားပြောပါတယ်နော်လက်ပြောခဲ့တဲ့စကားတွေကိုအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်မြတ်ဗုဒ္ဓ၏အဆုံးအမဆိုတဲ့ခေါင်းစဉ်အောက်မှာအဆုံးအမဘယ်နှချက်ပြောခဲ့တော့များ၃ချက်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်ရှိကိုထားမကောင်းမှုကိုရှောင်ဖို့ဘာကြောင့်ဘုရားအဆူဆူတားမြစ်တော်မူခဲ့တာလဲဗျာဆင်းရဲမှာဆိုလို့ဟုတ်ပြီနော်ကောင်းမှုကိုဆောင်ရဖို့အမြဲတစေပြုလုပ်ကြဖို့ဘာကြောင့်ဘုရားဆူဆူတိုက်တွန်းခဲ့တာတော့မေးရင်ချမ်းသာစေခြင်းလို့ဟုတ်ရလားစိတ်ကိုဖြူအောင်ထားရမယ်လို့ဘာကြောင့်ဆုံးမတော်မူခဲ့တာလဲလို့မေးရင်တော့စိတ်ရဲ့အရှိအသွေးတွေမြင့်မားလာဖို့လွယ်လွယ်ဖြစ်ခြင်းနဲ့ဆိုရင်တော့မဖြူသေးလို့မို့ဖြူအောင်ကြိုးစားခိုင်းတာဟုတ်လားအဲ့ဒါလို့ဆိုရင်ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်တို့မကောင်းမှုကိုလည်းရှောင်ပြီးသားဖြစ်အောင်ကောင်းမှုကိုလည်းဆောင်ပြီးသားဖြစ်အောင်စိတ်ကိုလည်းပဲဖြူစင်အောင်ကြိုးစားပြီးသားဖြစ်အောင်ဘယ်တရားကိုအားကိုးကြမလို့တတိဆိုတဲ့အပမဒတရားကိုအားကိုးကြရမယ်ဟုတ်လားတတိထားနေခြင်းအပြင်မကောင်းမှုကိုဒါစီပြီးသားဖြစ်တယ်ကောင်းမှုကိုဆောင်ရွက်ပြီးသားဖြစ်တယ်စိတ်ကိုဖြူအောင်ထားပြီးသားဖြစ်တယ်အဲ့ဒါသိပင်နဲ့တတိရဲ့အစွမ်းတတိလို့မဆိုနိုင်ဘူးလားဗျာဆိုနိုင်တယ်မြတ်ဗုဒ္ဓ၏အဆုံးအမနဲ့တတိ၏အစွမ်းနဲ့ဒါကြောင့်ပိဿပေါင်းသူတော်တို့သည်တတိတရားအပမဒတရားလက်ကင်ထားပြီးတော့မကောင်းမှုကိုရှောင်နိုင်ကြတဲ့ကောင်းမှုကိုရှောင်နိုင်ကြတဲ့စိတ်ကိုဖြူအောင်ထားနိုင်ကြတဲ့မကောင်းမှုကိုရှောင်နေဆိုရင်ဆင်းရဲဒုက္ခကိုလည်းရှောင်ရရောက်တယ်လို့တစ်ဆက်တည်းတွဲပြီးတော့နားလည်ရမှာနော်ကောင်းမှုကိုရှောင်နေဆိုရင်ချမ်းသာဒုက္ခဖြစ်ပေါ်အောင်ကြိုးစားနေရရောက်တယ်လို့တစ်ဆက်တည်းအကြောင်းအကျိုးဆက်ပြီးတော့နားလည်ရမှာနော်အေးအဲ့လိုမျိုးမဆင်းရဲအောင်ချမ်းသာအောင်စိတ်ကိုဖြူစင်အောင်ကြိုးစားခြင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည်ဒီစိတ်ရဲ့အည်သွေးတွေမြင့်မားအောင်ဟုတ်လားမကောင်းမှုရှောင်နိုင်ကြတဲ့ကောင်းမှုဆောင်နိုင်ကြတဲ့စိတ်ကိုဖြူအောင်ထားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ရင်းဖြင့်ဒီကနေ့တနေ့တာနော်တရား၃ချိန်ဟောတယ်နော်မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဟုတ်လားဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဘွန်တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဘွန်တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဝဝေနတရာဒုက္ခိဘွန်တုတိတေတုမကတေတရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမတွေ့ဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမတွေ့ဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓနုဘဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်စွာအာနုဘော်တော်တို့ရောက်၎င်းသဗ္ဗဓမ္မနုဘဝေနအလီရန်ဖူလီရန်နိဗ္ဗာန်ပြည့်တည်စွာသောစေတံတော်တရားတော်မြတ်တို့ရဲ့တကူတည်စွာအာနုဘော်တော်တို့ရောက်၎င်းသဗ္ဗသံဃာနုဘဝေနမဂ္ဂတံလေးရောက်ဖလက်တံလေးရောက်စွာသောရှင်တော်တော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတည်သောအာနုဘော်တော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြကြောင့်မှချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း